ဓမ္မမီဆွေသူတော်တင်ပေါတယ်ခင်ဗျာကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာလျက်ရှင်လန်းချမ်းမြေလူရင်းဆန္ဒပြေဝကြပါစေယနေ့2026ခုနှစ်ဇူလိုင်လ24ရက်တောက်ကြနေ့သမထနဲ့ဝိပဿနာအပိုင်းရှိအပိုင်းနဲ့ဆရာမကြီးဓမ္မဗျူဟာတော်ကလတင်မဟာတတ္တမဇောတိကတစက2022ခုနှစ်အောက်တိုဘာလတွင်ပညာဘုမိတက္ကသိုလ်သုဒ္ဓဓမ္မဂဝေဒီဘီတန်ပတ်တန်းအတွက်ပတ်1အတွက်သင်ကြားပေးခဲ့သည့်ဤတင်နန်းကိုမြင့်မြတ်၌သင်ယူလေ့လာသိကျင်ကြပါသည်တင်နန်းဗီဒီယိုများကိုပြသခွင့်ပေးသောဆရာမကြီးနှင့်တကွာဓမ္မဗျူဟာသာသနာမပကအဖွဲ့လူပုဂ္ဂိုလ်များဆိုင်ရာဓမ္မစာပေတင်နန်းကျောင်းနှင့်ဓမ္မဒေါင်းလုပ်မိသားစုတို့ကိုဝိမြတ်ဓမ္မအသင်းမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေနမောတတဗကဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တကျမတို့ကျေးဇူးတော်ရှင်ပါမခချုပ်ဆရာတော်ဘုရားကြီးရဲ့သုဒ္ဓဓမ္မဒီပလိုမာအတွက် level 1စာအုပ်တွေကြည့်တဲ့အခါမှာပြဋ္ဌာန်းစာတွေကြည့်တဲ့အခါမှာအခုကျမတို့သမထနဲ့ဝိပဿနာသမထနဲ့ဝိပဿနာခန္ဓာကိုလေ့လာနေပြီဖြစ်ပါတယ်အဲ့ဒီမှာကျမတို့ဝိပဿနာဆိုတာဘာလဲအထိပြီးသွားပြီเนาะအဲ့ဒီမှာသမထရဲ့အာယုံပြီးခဲ့တဲ့အပတ်ကကြတော့ဒီနေရာမှာသမထနဲ့ဝိပဿနာနှစ်မျိုးစလုံးသည်ဘာဝေတ္တပအကျင့်ရမယ်တရားဖြစ်တယ်ဆိုပြီးတော့အဲ့ဒီခန္ဓာလေးဒီ question type အနေနဲ့ရှိပါတယ်ဒါကြောင့်မငြိမ်မသက်ရောက်ရခတ်နေတဲ့စိတ်ကလေးငြိမ်သက်အောင်သမထကျင့်ပါပြီးရင်စိတ်ကလေးမငြိမ်သက်ရည်ဖြစ်စေထူးခြားတဲ့အမြင်တွေမရှိရင်ဖြစ်စေနိဗ္ဗာန်ကိုမရောက်နိုင်ဘူးဆိုတာဒါကြားဖြတ်စကားအနေနဲ့ဥထနိဗ္ဗာန်ကိုရောက်အောင်စိတ်ကလေးငြိမ်သက်ပြီးထူးခြားတဲ့ဉာဏ်အမြင်ကိုရရင်ဝိပဿနာကိုလည်းကျင့်စဉ်ရဖြစ်ရမယ်နောက်ပြီးတော့မှအဓိကအောက်မှာဘာပါထားလဲဆိုပြီးခဲ့တဲ့ lecture တုန်းကသမထနဲ့ဝိပဿနာကျင့်စဉ်နှစ်ခုဟာစိတ်ရဲ့ဥတ္တိယအာယုံချင်းမတူကြဘူးဆိုတဲ့အတွက်ဒီနေရာမှာသမထကျင့်စဉ်ရဲ့အာယုံဒီဘာလဲကျမတို့သိပြီးပြီအာယုံဆိုတာကမ္မထံเนาะကမ္မပြုလုပ်တဲ့နေရာမှာဌာနတရားအာယုံဒါဆိုရင်သမထရဲ့အာယုံသည်တဲ့ဆိုတော့ကျမမိတ်ဆွေတို့အပြီးဓမ္မသင်ထားတဲ့သူကသမထဘာဝနာကမ္မထံပေါင်းဘယ်လောက်ရှိတယ်ဆို40ရှိမယ်ဟုတ်ပြီနော်အဲ့ဒီ40တဲကသမထရဲ့အာယုံဟာအများအားဖြင့်ပညာဖြစ်တယ်ဒါလေးကြည့်ရမယ်နော်အများအားဖြင့်ပညာဖြစ်တယ်ပညာဆိုတာလူအများသတ်မှတ်ပြီးအရှိအနေနဲ့လက်ခံထားတဲ့အရာသာဖြစ်တယ်အမှန်တကယ်ရှိတာမဟုတ်ဘူးဆိုရင်ဆရာတော်သိအောင်ဒီနေရာမှာပညာဆိုတာဘာလဲလို့ရှင်းထားတာဖြစ်ပါတယ်ဒါကြောင့်ပညာဆိုတာဘာလဲဒါကျမတို့ရှေ့တုန်းကလည်းအဘိဓမ္မာတွေထဲမှာသိခဲ့ပြီးပညာဆိုသည်မှာလူအများကသတ်မှတ်ပြီးအရှိအနေနဲ့လက်ခံတဲ့အရာဖြစ်တဲ့အမှန်တကယ်တည်ရှိတဲ့အရာမဟုတ်ဘူးဒါကြောင့်အမှန်တကယ်တည်ရှိတာမဖောက်မပြန်မှန်ကန်မြင့်မြတ်တဲ့သဘောတကယ်ထင်ရှားရှိတဲ့သဘောဒီပရမတ်ဒီနေရာမှာပညာကတော့လူအများစုကနေပြီးတော့မှန်တယ်ဆိုပြီးတော့သတ်မှတ်ပြီးတော့နော်ဟိုအရှိအနေနဲ့လက်ခံတဲ့အရာမဟုတ်ဘူးအမှန်တကယ်ရှိတဲ့အရာမဟုတ်ဘူးအရှိနေတဲ့ဒါလက်ခံထားတဲ့အရာသာဖြစ်တယ်ဥပမာလူတွေကဒါကိုအဖြူလို့သတ်မှတ်ရင်အဖြူအနီလို့သတ်မှတ်ရင်အနီအဝါလို့သတ်မှတ်ရင်အဝါဒါတွေဟာ
အထေအမြင်အယူအဆမျှတာဖြစ်တယ်ဒါဆိုရင်ပညာဆိုတာဘာလဲလို့များမေးခြင်းနဲ့ဆိုတာကြည့်ရမယ်ပညာဆိုသည်မှာလူအများကသတ်မှတ်ပြီးအရှိအနေနဲ့သတ်မှတ်ထားသောအရာသာဖြစ်တယ်အမှန်တကယ်ရှိသောအရာမဟုတ်ဘူးတကယ်ဆိုရင်ဒါအထေအမြင်အယူအဆမျှတာဖြစ်တယ်ဒါလေးသိရမယ်နော်လူများသတ်မှတ်ပြီးရှိနေတဲ့သတ်မှတ်ထားတဲ့အရာသာဖြစ်တယ်အမှန်တကယ်ရှိတဲ့အရာမဟုတ်ဘူးအထေအမြင်ယူဆမျှတာဖြစ်တယ်ဒါလေးပညာနဲ့ပတ်သက်ပြီးတော့သိပဲဆိုရင်မေးခဲ့ဆိုရင်ကျမတို့ကပိုက်စိတ်တက်ပြီးကြည့်မယ်ဆိုရင်ပညာဆိုတာဒါလေးဒီသူ့ရဲ့ဆရာတော်ဖရာရဲ့ရှင်းလင်းချက်ကလေးတစ်ခုဆိုတော့ဒါလေးကိုလည်းကျမတို့ကလူရမယ်တဲ့အနေနဲ့ဒါလေးသိဖို့ကြည့်ထားမယ်ဒါဆိုရင်အထေအမြင်မျှတာဖြစ်တဲ့ပညာအာယုံပေါ်မှာစိတ်ကိုစူးစီးပြီးတည်ငြိမ်အောင်လုပ်တာဖြစ်တယ်ဆိုတဲ့အတွေ့အကြောင်းကျမတို့ကဒီနေရာလေးနဲ့တွေ့ကြည့်သမထရဲ့အာယုံသည်အများအားဖြင့်ပညာဖြစ်တယ်အဲ့ဒီအထေအမြင်မျှတာဖြစ်တဲ့ပညာအာယုံပေါ်မှာစိတ်ကိုစူးစီးပြီးတည်ငြိမ်အောင်လုပ်တာဖြစ်တယ်အဲ့တော့သမထရဲ့အာယုံနဲ့ပတ်သက်ပြီးတော့ဒါကြည့်သမထအာယုံဟာတဲ့သမထကျင့်စဉ်သည်တဲ့ညာအားဖြင့်ပညာအာယုံပေါ်မှာအခြေပြုတာဖြစ်တော်လေဗုဒ္ဓနုတ္တိတို့လိုစတုဓာတုဝဝတ္ထံဓာတ်ကြီး၄ပါးခွဲခြားခြင်းတို့လိုဆိုတဲ့အတွက်ကြောင့်ကျမတို့သိပြီးသားဆိုတာဓာတ်ဝဝတ္ထံဆိုတာခွဲခြားတာနော်ဓာတ်ကြီး၄ပါးခွဲခြားခြင်းတို့လိုတဘာဝအာယုံပရမတ်အာယုံပေါ်အခြေပြုတာလေရှိသေးတယ်ဆိုတာဒီနေရာကဆရာတော်ဘုရားတို့ယုံလေးတို့ထားတာကျမတို့သေးသေးချာချာပြန်ပြီးတော့သတိထားပြီးပြောမယ်ဆိုရင်သမထကျင့်စဉ်ဟာဒါလေးသိရမယ်နော်သမထကျင့်စဉ်ဟာညာအားဖြင့်ပညာအာယုံပေါ်မှာအခြေပြုတာဖြစ်တော်လဲဆိုတဲ့အတွေ့ဒါသမထဘာဝနာကမ္မထံရဲ့အာယုံသည်များသောကမ္မထံပေါင်း40ရှိမယ်နော်သမထဘာဝနာကမ္မထံသမထရဲ့တရားအာယုံပေါ့ကမ္မထံဆိုတာကမ္မဌာနဒီ40ရှိတဲ့အထဲမှာပညာအာယုံကိုအများအားဖြင့်အခြေခံထားတယ်ဆိုတဲ့ကြောင့်ပညာအာယုံရှိတာရဲ့ပရမတ်အာယုံရှိတာရဲ့ဒါမတင်ရသေးတဲ့သူကိုအဘိဓမ္မာသင်ပြီးသားသူကိုပြန်ပြီးစဉ်းစားဖို့သမထဘာဝနာကမ္မထံအာယုံ40ထဲမှာပညာကိုအခြေခံထားတာများသောအားဖြင့်လို့ပြောတဲ့အတွက်ပညာအာယုံဒီဘာတွေလဲလို့ပြောရင်အရှိမလဲနောက်ပိုင်းကျရင်ပါလိမ့်မယ်ကတိုင်း10ပါးကတိုင်းပညာ10ပါးမတင်တဲ့အာတုဘပညာ10ပါးပြီးရင်ကာယကတာတတိကာယကတာတတိ32ခုထာတတပါးပြီးရင်အာနာပါနတတိအာနာပါနထွက်နေဝိနည်းနဲ့ပတ်သက်တဲ့အာနာပါနတတိဒါတပါးပြီးရင်အပမညာဆိုတဲ့ဗြဟ္မဝိဟာရပေါ့နော်အပမညာ၄ပါးဆိုလိုတာအပမညာ၄ပါးကြရင်မေတ္တာကရုဏာမုဒိတာပေါ့နော်၄ပါးပြီးရင်အရူပကမ္မထံတေကကျမတို့အရူပကမ္မထံတေကမှာပညာအနေနဲ့ပြောရင်အာကာတာနိစာယရဏကမ္မထံကတပါးအာကိဉ္စညာယရဏကတပါးဆိုပြီးတော့ပညာကမ္မထံပါဘယ်လောက်ရှိလဲလို့ပြောရင်28ပါးရှိတယ်တခါပရမတ်ကမ္မထံဆိုသမထကမ္မထံ40ဖြစ်တဲ့အတွက်ပရမတ်ကမ္မထံဒီဘယ်လောက်ရှိမလဲဆို12ဖြစ်ရမှာပေါ့ဒါဆိုပြန်ပေါင်းရင်40အဲဆိုရင်ပရမတ်ကမ္မထံဒီဘာလဲကျမတို့ကပြန်နှွေးရမှာဒါဆိုရင်ပရမတ်ကမ္မထံကိုပြောပါလို့ပြောရင်ဗုဒ္ဓနုတ္တိမှာဗုဒ္ဓနုတ္တိမှာမရဏနုတ္တိအထိ8ပါးပြီးရင်အစာတောက်တဲ့ဆက်စုပ်ဖွယ်ရာကိုစင်ကျင်နဲ့
အာဟာရေပฏิကူလတင်ညာကတပါဓာတ်ကြီးလေးပါးကိုပိုင်းခြားသိမဲ့စတုဓာတုဝဝဋ္ဌာနတပါဒါမသိရသေးတဲ့သူတွေဆိုရှုပ်လိမ့်မယ်ဒါဆရာတော်ပြောတာလောက်ပဲသိရမှာနော်ဓမ္မမိတ်ဆွေတို့တွေသိရမှာအဲ့တော့ဗုဒ္ဓနုတ္တိယနေပြီးတော့မရဏနုတ္တိအထိက10ပါးဟာရိပတိကူလတင်ညာစတုဓာတုဝဝဋ္ဌံပြီးရင်အရူပ4တဲကဒါပဲဒီ10ပါးပြီးရင်အရူပကမ္မထံ4ပါးတဲကဝိညာနိစာယတနာတပါနေဝတင်ညာနာတင်ညာယတနာတပါစာမွေးအတွက်ဆရာတော်မပြောတဲ့ဟာကြည့်စရာမလိုဘူးကျမတို့ကဒါလေးသိရမယ်ဒါသင်ပြီးသားဓမ္မမိတ်ဆွေအတွက်အားလုံးပေါင်းလိုက်လို့ရှိရင်ဒါသည်12ပါးဒါကအားလုံးပေါင်းလိုက်ရင်28ပါးအဲ့တော့ဒီဟာလေးသည်ဒါကြောင့်ဒီဟာကိုမူတည်ပြီးတော့ဆရာကတော့ဗာပြောတယ်လေဆိုရင်သမထကျင့်စဉ်ဟာညာသောအားဖြင့်ပြဉ္ညာအာယုန်ဒီမှာအခြေပြုတာဖြစ်တော်လဲဆိုတဲ့အတွက်သမထကမ္မထံသည်ညာသောအားဖြင့်ပြဉ္ညာအာယုန်ဆို40တဲကဘယ်နှပါလဲညာသောအားဖြင့်ဆိုရင်ဒီနေရာမှာမှတ်ထားရင်28ပါးပေါ့ဒါအများအားဖြင့်ပညာအာယုံပေါ်မှာအခြေပြုတာဖြစ်တော်လဲဆို28လို့သင်ထားတဲ့သူကသိရမယ်ဘာဒီလဲဆိုရင်ကတိုင်းပညာ10ပါးကျမတို့ဆိုခဲ့ရတယ်နော်အတုပပညာ10ပါးကာယကတာတတိတပါးအာနာပါနတတိတပါးမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုရတော့အပမညာ4ပါးကောင်းငင်ပညာကိုအာယုံပြုတဲ့အာကာသနိစာယတနာအရူပကမ္မထံတပါးနေဟလာနတ္ထိဘောပညာကိုအာယုံပြုတဲ့အာကိဉ္စညာယတနာအရူပကမ္မထံတပါးပေါင်း28ပါးဒါလေးကိုပဲကျမတို့သိရမယ်ပြီးရင်ပရမတ်ကမ္မထံအနေနဲ့ဗုဒ္ဓနုတ္တိမှမရဏနုတ္တိတိ10ပါးအစာရရဲ့ဆက်စုပ်ဖို့ရှင်တဲ့အာဟာရိပတိကူလတင်ညာတပါးဓာတ်ကြီး4ပါးကိုပိုင်းခြားဆင်ခြင်နဲ့စတုဓာတုဝဝဋ္ဌံတပါးအရူပကမ္မထံရုပ်ကိုဆက်စုပ်တဲ့အရူပရုပ်မရှိတဲ့ကမ္မထံတွေကဝိညာဉ်ဉ္စာယရဏတို့တပါးနေဝတင်ညာနာတင်ညာနာအလုံးပေါင်း12ပါးဒါကိုမူတည်ပြီးတော့ဆရာတော်ရေးတာကိုသဘောပေါက်လိုက်ရင်သမထကျင့်စဉ်ဟာများသောအားဖြင့်ပညာအာယုန်ဒီမှာအခြေပြုတယ်ဆို28လို့သင်ထားတဲ့သူကသဘောပေါက်ရမယ်အခြေပြုတာဖြစ်တော်လေတဲ့ဗုဒ္ဓနုတ္တိတို့လို့စတုဓာတုဝဝဋ္ဌံဓာတ်ကြီး4ပါးခွဲခြားခြင်းတို့လို့တဘာဝအာယုံပရမတ်အာယုံပေါ်မှာအခြေပြုတာလည်းရှိတယ်ဆိုတဲ့အတွက်ကြောင့်ဒီပရမတ်အာယုံတဘာဝအာယုံပေါ်မှာအခြေပြုတာဘယ်ရာတွေလဲဆိုရင်ဗုဒ္ဓနုတ္တိတို့လို့ပြီးရင်ဓာတ်ကြီး4ပါးခွဲခြားတဲ့စတုဓာတုဝဝဋ္ဌံတို့လို့ဆိုတို့ထားတာလေးပဲကျန်တဲ့ဥစ္စာတွေဟောဒီ12ပါးလုံးလည်းသိကြမလို့ဆရာတော်ကဒီလိုမျိုးဒါပိုင်းခြားပြီးဒီလိုစင်ကျင်နဲ့ပရမတ်တွေလည်းရှိပါတယ်ပညာကမ္မထံဒီများသောအားဖြင့်တော့20နဲ့အများအားဖြင့်ရှိတယ်ဆိုအဲ့28ပါးကိုလည်းမဖော်ဘူးဒီပရမတ်ကမ္မထံဒီလည်းရှိပါသေးတယ်လို့တော့ဖော်တယ်12ပါးလို့လည်းမဖော်ဘူးဒါမဲ့သင်ထားပြီးတဲ့သူတွေသဘောပေါက်ခဲ့ရမယ်ဟုတ်ပြီနော်ပြီးတော့မှဒီဟာကိုချဲ့တာလေးလည်းသဘောပေါက်ရမယ်နော်ခုကျမတို့ဆရာတော်ဘုရားတို့လာတယ်ဒါဆိုရင်ဒီနေရာလေးကနေပြီးကိုသင်ထားတဲ့ဓမ္မမိတ်ဆွေတို့ကမြင်ရမှာကသမထကျင့်စဉ်ဒီများသောအပြင်ပညာပေါ်မှာအခြေခံနေဘယ်နှပါလဲ28အဲ့ဒီ28ကိုဖော်ပြပါကိုကကိုပြောရင်10နော်10ကတိုင်း10ပါးအာနာပါနအတုပ10ပါးကာယကတာမေတ္တာကရုဏာမုဒိတာပြီးရင်ကောင်းငင်ပညာနဲ့နတ္ထိဘောပညာကိုအာရုံဆိုအလုံးပေါင်း28အဲ့ဒီထဲကနေပြီးဆရာတော်ဖေကဘာကိုအသေးစိတ်ချဲ့ပြမလဲဆိုရင်အဲ့ဒီမှာကတိုင်းနေဆိုတာဘာလဲလို့လဲပြလိမ့်မယ်
တခါအာနာပါနာကိုဒီထဲကနေဆွဲထုတ်ပြီးပွားနည်းတွေသင်လိုက်မယ်နော်ဒါကိုသိရမယ်အဲ့ဒါဆိုရင်အခြေပြုတာဗုဒ္ဓနုတ္တိတို့လို့ဆိုရင်အရိယာဒီဘာလေပရမတ်ကမ္မထန်နေနဲ့ဆိုရင်ဗုဒ္ဓနုတ္တိမှမရဏနုတ္တိတွေ၈ပါးဒီမှာဗာပြထားလေစတုဓာတုဝဝထံဓာတ်ကြီးလေးပါခွဲခြားခြင်းတို့လို့ဆိုရင်ဓမ္မမေရွှေများဘာခြံရင်ခဲ့လေအာဟာရေပฏิကူလတင်ညာဒါလေးခြံခဲ့ပြီးတော့ဒါလေးပဲဆွဲထုတ်ပြတယ်အဲ့ဒီလိုတဲ့တဘာဝအယုံလေးကိုအာယုံပြုတာမျိုးလဲရှိပါတယ်ဆိုဒီဟာတွေမဖော်တော့ပဲနဲ့အဲ့ဒီဟာလဲရှိသေးတယ်အရေးအတွက်လဲမဖော်ကိုယ့်ကိုသိရမှာအဲ့ဒါပရမတ်ကမ္မထံပေါင်းက7နှစ်ရှိတယ်ပညာအာယုံရှိနေတဲ့ကမ္မထံပေါင်းက28ပါးရှိတယ်လို့ဒါတမထဘာဝနာကမ္မထံမှာအဲ့ဒီအာယုံနေရှိပါသေးတယ်ဆိုရင်ဒါအဘိဓမ္မာသင်ထားတဲ့ဓမ္မမိတ်ဆွေများအနေနဲ့ဆိုရင်အဲ့ဒီဟာလေးတွေပြန်မြင်လိုက်ပါလို့ဒါဒီတကယ်တမ်းဆရာတော်ဖေဟောထားတဲ့အထက်ကဒါမြတ်စွာဘုရားဟောတာပါပဲเนาะဒီနေရာဒီဘာတုတ်တန်လဲဆိုတာလေးသိရမှာပေါ့เนาะဒါအဲ့ဒါလေးကိုကျမတို့ကတက်ဖြက်ကလေးဖယ်ထားမယ်ဒါလေးသိရမယ်ဒါလေးသိရမယ်ဒါလေးဒီတက်ဖြက်အနေနဲ့ရှိရမယ်ဒါဆိုရင်ဒီနေရာလေးဒီကျမတို့ကမေးတော့မမေးဘူးဆိုပေမဲ့လေဒါလေးတွေမြင်ရမယ်ပြီးတော့မှဆရာတော်ဖေကဘယ်ပုံချဲ့သွားတယ်လဲဒါလေးကိုကျမတို့ယူမယ်เนาะဒါလေးကဲဒါဆိုရင်ကျမတို့ကြည့်အောင်နောက်တစ်ခုကဘာပါလဲဆိုရင်တမထကျင့်စဉ်နဲ့ရလာတဲ့တမာတိဟာဥပ္ပစရတမာတိဇံယဂဏီအစင်းနဲ့အပနာတမာတိဇံယပြီးအစင်းလို့2မျိုးရှိတယ်အပနာတမာတိတိုင်အောင်ရနိုင်တဲ့အာယုံပေါင်း28မျိုးရှိတယ်ဆိုတော့လောလောဆယ်ကျမတို့ကဘာသိရမလဲတမထကျင့်စဉ်ဖြင့်ရလာနိုင်သောတမာတိသည်ဘယ်နှမျိုးရှိတဲ့နည်းလို့ဒါလေး question type အနေနဲ့မေးနိုင်ရင်ဥပ္ပစာရတမာတိဇံယဂဏီအစင်းနဲ့အပနာတမာတိဇံရနိုင်သောဇံရပြီးအစင်းတမာတိဟု2မျိုးရှိပါသည်ဆိုရင်ဒီနေရာလေးဒီ question type တစ်ခုဒါလေးကိုသိရမယ်ဟုတ်ပြီနော်ဒါလေးတစ်ချက်ဟိုကပိုက်စိတ်တိုက်ပြီးကျမတို့ကကြည့်သွားမယ်ပြီးရင်အပနာတမာတိတိုင်ရနိုင်တဲ့ပြည့်ညတ်အာယုံပေါင်း28မျိုးရှိတယ်ဆိုတဲ့အတွေ့အကြုံတမထကမ္မထံသည်များသောအားဖြင့်ပြည့်ညတ်အာယုံပေါ်မှာအခြေပြုတယ်ဆိုတဲ့အပေါ်ဝစာလေးကိုကိုကဘယ်လိုနားလည်ရမလဲဆိုရင်အဲ့ဒါသည်များသောအားဖြင့်အရာပြည့်ညတ်ကိုအာယုံပြုနိုင်တဲ့နော်ပြည့်ညတ်အာယုံပေါင်း28မျိုးအဲ့ဒီ28မျိုးသည်တဲ့ဘာဖြစ်နိုင်တယ်လဲဆိုရင်ဂုဏတမာတိမှာဘာကြနိုင်လဲအပနာတမာတိတိုင်အောင်ဆိုတာအပနာတမာတိဆိုတာဘာလဲဇံရနိုင်တဲ့ကမ္မထံပေါင်းပြည့်ညတ်အာယုံသည်28မျိုးရှိပါတယ်ဆိုဒီဟာကလည်းအဘိဓမ္မာမသိရသေးတဲ့သူတွေမှာဒီလောက်ကလေးပဲသိရသို့တော့ဟလာဆရာတော်ဖျားဟောထားတယ်ဘာလို့ဆိုလို့လဲကွာသိရမယ်နော်ဆာစာအုပ်ပြန်နှွေးရင်ဟရိပညာကမ္မထံပေါင်း28မျိုးသည်ဟလာအပနာတမာတိတွေရနိုင်တယ်ဆိုရင်ကျမတို့ကလေ့လာကြည့်ရင်အဲ့ဒီထဲကကတိုင်း10ပါးရဲ့ဟရိယအာနာပါနရေသည်ဘယ်ဇံရနိုင်တယ်လဲရူပပထမဇံမှသည်ပြင်စမဇံတိုင်အောင်ပြင်စကဇံ5ပါးလုံးကိုရနိုင်တယ်ဒါကိုပြန်နှွေးလိုက်တာဟုတ်ပြီနော်တခါဟိုကျက်ဆံမလုံးတော့ကိုသိနေရမှာဟိုမတင်ရသေးတဲ့သူတွေရှိမှာ哦နောက်တစ်ခါဆက်စားခြင်းအတုပ10ပါးရဲ့ဟရိကာယကတာတတိ17ပါးသည်အပနာတမာတိမှာဘယ်တိုင်ရနိုင်လဲလို့ပြောရင်ပထမဇံတသက်ကိုသာရနိုင်၏မှတ်မိလားတခါအပမညာ4ပါးမေတ္တာကရုဏာမုဒိတာဥပေက္ခသူတို့လည်းပြည့်ညတ်ကိုအာယုံပြုရတယ်ဘာပြည့်ညတ်တွေလဲလို့ပြောရင်တတ္တဝါပြည့်ညတ်ပေါ့ဒုက္ခိတတတ္တဝါပြည့်ညတ်ဒုက္ခိတတတ္တဝါပြည့်ညတ်တတ္တပြည့်ညတ်ကိုအာယုံပြုရတယ်
ဒီတရားဒီလဲဇံရနိုင်တယ်ဘယ်ဇံနေရနိုင်တယ်ဆရာတို့ကဇံရနိုင်ပါတယ်လို့ပဲပြောမယ်ဘယ်ဇံရနိုင်လဲလို့ဆရာတို့လည်းမေးမှာမဟုတ်ဘူးသို့တော့ကိုကသိထားတာလေးကိုပြန်အသုံးချကြည့်အောင်เนาะကိုဘယ်လောက်မှတ်မိတယ်လဲဆိုရင်ပထမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တတဝပညာကိုအာယုံပြုတဲ့တရားကိုအပ္ပမညာ၄ပါးလို့လည်းခေါ်တယ်အပ္ပမညာဆိုတာအတိုင်းအရှိမရှိဟိုးတော့ကမေတ္တာတုတ်သင်ခဲ့တယ်လေမေတ္တာတုတ်အနှစ်ချုပ်မှာဟုတ်လားအတိုင်းအရှိမရှိရအောင်ပမာဏကင်းရမယ်လို့သင်ခဲ့တယ်လေဟလာဘယ်ပုဂ္ဂိုလ်တွေလဲပြန်မှတ်မိမယ်နော်မေတ္တာတုတ်အနှစ်ချုပ်တော့ဆိုရင်ဘာတွေလဲမိမိပေါ်ရောမိမိချစ်တဲ့ဟလာမိတ်ဆွေချစ်တဲ့သူဆိုရင်လိန်တူဖြစ်ရမယ်ဟလာနောက်တစ်ခါသဘောတူသူဖြစ်ရမယ်ဟုတ်တယ်လားအလွန်ချစ်တာမဖြစ်ရဘူးအဲ့ဒါချစ်သူဖြစ်ရမယ်ပြီးရင်မိတ်ဆွေကဲ့သို့ချစ်တဲ့သူဖြစ်ရမယ်ရန်သူဖြစ်ရမယ်ပြီးရင်ဘာမှမသိတဲ့နော်ဟိုရိုးရိုးဒဇိန်လည်းဖြစ်ရမယ်အဲ့ဒီ၄ယောက်ကိုရိပ်ပုဇော်မယ်ဆိုလို့တယောက်ပေးပါဆိုရင်ဘသူကိုမှမပေးနိုင်ရင်အပိုင်းအခြားကင်းသောမေတ္တာလို့သင်ခဲ့တယ်မဟုတ်ဘူးလားဒါဆိုရင်မေတ္တာဆိုတာအတိုင်းအခြားအပိုင်းအခြားကင်းရမယ်ဆိုအပ္ပမာဏအပ္ပမညာလို့သုံးတယ်ဒါအပ္ပမညာမေတ္တာလည်းဒီသဘောကရုဏာဒုက္ခိတတတဝါပညာမုဒိတာကဒုက္ခိတတတဝါပညာဥပိ္ပခာကြတော့ဒုက္ခိတဒုက္ခိတတတဝါပညာအဲ့တော့ဒီဟာတွေအကုန်လုံးကိုအဲ့ဒီ၄ခုကိုအပ္ပမညာတရားပြည့်ပြည့်နက်နက်ပွားရမဲ့တရားလို့လေယူတယ်နောက်တစ်ခါဒီတရားတွေသည်မြင့်မြတ်သောဟလာနေခြင်းနဲ့နေတယ်ဒီတရား၄ပါးနဲ့နေရင်မြင့်မြတ်သောနေခြင်းနဲ့နေတယ်ဒါဥစ္စာလို့ပြောရင်ဗျမဝိဟာရတရား၄ပါးလို့လည်းခေါ်တယ်အဲ့ဒါလေအလွတ်မဟုတ်ဘူးလေကျမတို့မေတ္တာတော့အနှစ်ချုပ်ထဲမှာပါတယ်မှတ်လားဒါသည်ဟလာမေတ္တာပွားတယ်ဆိုတာဣရိယာပုတ်၄ပါးလုံးနဲ့ပွားရတယ်အဲ့ဒီ၄ပါးလုံးနဲ့နေတယ်ငိုင်ကြီးချင်းကင်း၍နိုင်ကြီးချင်းကင်းနေသမျှသွားနေသမျှဟလာရက်နေသမျှဟလာထိုင်နေသမျှလျှောင်းနေသမျှဒါဟုတ်ပဲတိဋ္ဌံစရဏိသိနောဝတရားနောယာဝတတ္တအိတ်မြည်ကြရမယ်ဆိုဝိတမေတောဧတံတတိအဒိဋ္ဌိယဗျမမေတံဝိဟာရမိတာဟမာဟုလို့သင်ထားတဲ့အတွက်ဒီဟာဒီဗျမဝိဟာရလို့မခေါ်ဘူးလားဒါဆိုရင်ဒီနေရာမှာဗျမဝိဟာရတရား၄ပါးလို့ခေါ်တာပေါ့ဒါဆိုရင်အဲ့ဒါဒီပညာကမ္မထံသူသည်အပ္ပနာသမာဓိဆိုတဲ့ဇံရနိုင်နေဆိုရင်ကျမတို့ဆရာတော်ကဒီလောက်ပဲပြောမယ်ကျမတို့ကဘာသိရမလဲဟုတ်သလားဆိုစစ်လိုက်ဒါဆိုရင်ဒီ၄ခုရှိတဲ့အထဲကမေတ္တာကရုဏာမုဒိတာကိုပွားရင်ပထမဇံမှသည်စတုဋ္ဌဇံတိုင်အောင်စတုတ်ကဇံ၄ပါးလုံးကိုရနိုင်တယ်ဥပိ္ပခာဗျမဝိဟာရကတော့အလားရူပပြင်စမဇံတတ်သက်ကိုသာရနိုင်တယ်ဆိုရင်ဒါလဲဇံရနိုင်အဲ့ဒီမှာဗာလေးမှန်မလဲဆိုရင်မေတ္တာဆိုသည်မှာဒုက္ခိတဒုက္ခိတတတ္တဝါရီပေါ်မှာအကျိုးလိုလာတယ်ကရုဏာကဒုက္ခိတတတ္တဝါရီပေါ်မှာတနာကျင်နာတယ်မုဒိတာကြတော့ဒုက္ခိတတတ္တဝါရီပေါ်ဝမ်းမြောက်တယ်ဥပိ္ပခာကဒုက္ခိတဒုက္ခိတတတ္တဝါရီပေါ်မှာမုန်းချစ်မပြုလေးလျူရှုတယ်ဆိုတော့အဲ့ဒီမှာဥပိ္ပခာရဲ့သဘောတည်းလေးလျူရှုတယ်ဆိုဒီမှာဆိုဟိုးအရှိတုန်းကသင်ခဲ့ရတဲ့ဥပိ္ပခာလေးဒီမှာပြန်မြင်လေဥပိ္ပခာပြုတယ်ဆိုတာတတ္တဝါရီပေါ်မှာပြုရတာမဟုတ်ဘူးတတ္တဝါတို့ရဲ့အပြုအမူပေါ်မှာပဲပြုရတာဟုတ်လားပုဂ္ဂိုလ်တတ္တဝါပေါ်လေးလူမရှိဘူးဒါဆရာတော်ဖျားပေးခဲ့တဲ့ message ကိုဒီမှာပြန်ယူတာဟိုဘက်တုတ်တန်နေမှာမပါဘူးလားဥပိ္ပခာပြုသည်ဆိုသည်မှာပုဂ္ဂိုလ်တတ္တဝါပေါ်လေးလူမပြုနဲ့သူ့ရဲ့အပြုအမူတွေကိုသာဟလာပြုပြီးတော့သူလုံးတဲ့နာကိုလုံးရမယ်ဆိုတာဒါလေးပြန်နှွှေးလိုက်မှာပေါ့ဒါဆိုရင်ဒါလေးကလည်းကြုံတော့ဒါပြန်ပြောတာ၄ခုသည်ပညာကမ္မထံတတ္တဝါပညာကမ္မထံအဲ့တော့တတ္တဝါပညာတွေမေတ္တာကမ္မထံသည်တတ္တဝါပညာကိုအာယုံပြုပြီးတော့ဇံရနိုင်တယ်လေဟုတ်တယ်လားမေတ္တာကမ္မထံသည်စိတ်ကိုငြိမ်းစေတယ်ဘာကိုငြိမ်းစေတယ်ဟိုဘက်မေတ္တာတုတ်အနှစ်ချုပ်ကိုပြန်နှွှေးတာသူသည်မေတ္တာရဲ့စန့်ကျင်မေတ္တာအာဒေါသစေတသိက်
ဒါဆိုရင်အဒေါသတရားသည်ဟလာကောင်းတဲ့တရားဒေါသတဲ့ဆန့်ကျင်ပဲဆိုတဲ့အတွက်ကြောင့်မေတ္တာရဲ့ရန်သူသည်ဒေါသပဲသို့တော့အဲ့ဒီဒေါသဖြစ်ရင်မေတ္တာပြည့်သွားတယ်အဒေါသပြည့်သွားနိုင်တဲ့အတွက်အဲ့ဒီဒေါသသည်အဝေးဒါပေမဲ့မေတ္တာရောင်ဆောင်ပြီးတော့ဖြစ်နိုင်တာသည်ချစ်တယ်ဆိုတဲ့လောဘအဲ့ဒါတဏှာသည်မေတ္တာရဲ့အနိကရံပြန်နှွေးတာဒီနေရာလေးကနေဘာလို့နှွေးနေလဲမေတ္တာတော့အနှစ်ချုပ်ကိုလှမ်းနှွေးတာသဘောပေါက်ရင်တော့ဒီပြဋ္ဌာန်းစာ9အုပ်ဒီခွင်းဆက်တည်းပဲဒါဆိုရင်မေတ္တာဤအဝေးရန်သူမှဒေါသမေတ္တာဤအနီးရန်သူမှတဏှာဆိုတဲ့ချစ်ချင်းလောဘဒီတဏှာချစ်ချင်းသည်မေတ္တာနဲ့နီးတယ်အနီးမေတ္တာရောင်ဆောင်ပြီးတော့ဝင်နေရင်တဏှာဝင်မှန်းသည်ချစ်တယ်လို့ပဲထင်တယ်မေတ္တာထားတယ်လို့ထင်တယ်အဲ့ဒီလောဘကိုယ့်အတွက်ကြည်တာဟုတ်ပြီနော်မေတ္တာဆိုတာသူတစ်ပါးချမ်းသာအောင်သူ့အတွက်ကြည်တာအဲ့တော့ချစ်ချင်းမေတ္တာလို့တွဲတဲ့နေရာမှာမေတ္တာသည်သူများအကျိုးကိုဆောင်တဲ့ချမ်းသာစေခြင်းနဲ့လောဘကချစ်နေတဲ့နေရာမှာဘသူ့ကိုဆိုင်လဲကိုယ့်အကျိုးအတွက်ကိုကြည်တယ်ဒါလေးကိုကြည်မေတ္တာဤအနည်းရန်သူမှတဏှာချစ်ချင်းမေတ္တာဤအဝေးရန်သူမှဒေါသဖြင့်သိနိုင်တယ်လောဘဖြစ်မသိဘူးဒါကြောင့်အဲ့ဒါလေးလေမေတ္တာတို့အနှစ်ချုပ်ကိုလှမ်းနှွေးလိုက်တာနောက်တစ်ခါစဉ်းစားကြည့်ရင်မေတ္တာသည်တတ္တဝါပြည့်ညတ်တွေဖြစ်တဲ့အတွက်ကြောင့်မေတ္တာသည်တတ္တဝါပြည့်ညတ်ကိုအာယုံပြုပြီးဇံရနိုင်လားဇံရနိုင်လားရနိုင်တဲ့မေတ္တာသည်ဇံရနိုင်တယ်အဲ့ဒီဇံသည်ဘယ်ဇံဒီလဲတတ္တဝါပြည့်ညတ်ကိုအာယုံပြုပြီးတော့ဇံရနိုင်တယ်ဆိုတော့ပထမဇန်ဒုတိယဇန်တတိယဇန်သရုတ်ထဇန်ဇန်ဆိုသည်မှာပါလေအာယုံတစ်ခုပေါ်တွင်အထူးမြဲမြံစွာစူးစိုက်နေခြင်းကိုဇန်ခေါ်တယ်ဟုတ်လားဒါဆိုရင်အဲ့ဒီဟာတအာယုံနဲ့ပေါ်စူးစိုက်ရင်ဧကအကတာဟုတ်ဘူးလားဒါဆိုရင်မေတ္တာသည်ဧကကတာအနေနဲ့ဇန်တအာယုံနဲ့စူးစိုက်တဲ့နေရာဝိတကစာပြီးဧကကတာတိုင်အောင်ဝိစာရကစာပြီးဧကကတာတိုင်အောင်ပိဋိကစာပြီးဧကကတာတိုင်အောင်ဒုက္ခစာပြီးဧကကတာတိုင်အောင်ဆိုပြီးတော့ပထမဇန်ဒုတိယဇန်သတုဋ္ဌဇန်ပြည့်စမဇန်ရနိုင်တယ်ဟုတ်လားလို့ဟုတ်လားဒါဆိုရင်တတ္တဝါပြည့်ညတ်ကိုအာယုံပြုရင်ဇန်ရနိုင်တယ်သိရင်ကိုဘယ်ကိုရောက်နိုင်တယ်လေပြမပြီကိုလာနိုင်တဲ့အတွက်ကြောင့်ဒီနောက်ပိုင်းမှာပါလိမ့်မယ်တမထဘာဝနာသည်ဒီဘဝရဲ့လမ်းဆုံးကိုပြောပါဆိုဇံဘိနေနောက်ဘဝအတွက်ဆိုရင်ရောပြမပြီလားတဲ့ဆိုတာရှေ့မှာပါမယ်ဒါကြောင့်အဲ့ဒီမေတ္တာလေးမေတ္တာတုတ်ကိုပြန်နှွှေးလိုက်ပြမပြီလားရာတရားပါပဲရှင်မှတ်ပါစေကြောင်းမယ်ဆိုနောင်ဘဝအတွက်ဒီဘဝမှာဒီဇံသည်ကျမတို့အဘိဓမ္မာအရာပြောရင်ဇံဆိုရင်မေဟကုတ်ကုသိုလ်မဟုတ်ဘူးလားမေဂုတ်ကုသိုလ်ဆိုရင်ဂရုကံပေါ့ဂရုကံကုသိုလ်မဟုတ်ဘူးလားသေကဒုတိယဘဝ၌အကျိုးပေးမယ်ဒီကုသိုလ်ဒီဘယ်ကိုအကျိုးပေးမယ်ပြမဘုံဒါဆိုရင်တမထဆိုတဲ့ဒီခေါင်းစဉ်မှာဆရာတော်ဟောမှာဒီတမထဘာဝနာဤယခုဘဝလမ်းဆုံးကိုပြောပါဆိုရင်ယခုဘဝမှာတော့ဇန်နေတိုင်အောင်ဘယ်ဇန်လဲပထမဇန်ဒုတိယဇန်စာတိဖြင့်သွားမယ်နောင်ဘဝအတွက်ဆိုပြမပြီးသွားမယ်အဲ့ဒီဟာလေးကိုအာယုံပြုခဲ့လို့ဒီနေရာလေးကိုတတိယလို့ပြောတာနောက်တစ်ခါ28ပါးကိုကြည့်ရင်အာကာဆိုတာကောင်းကင်ပြည့်ညတ်ကိုအာယုံပြုတာအာကိန်ကနတ္ထိဘောပြည့်ညတ်ကိုအာယုံပြုတဲ့အတွက်သမထကမ္မထံဆိုတဲ့စိတ်ကိုငြိမ်စေစေတဲ့ကမ္မထံပေါင်း28မျိုးရှိတယ်28မျိုးလုံးသည်ဇံရနိုင်တော့အာကာဇံသည်ကောင်းကင်ပြည့်ညတ်ကိုအာယုံပြုတဲ့နေရာမှာအရူပပြင်းစမဇံပေါ့အာကိန်ကခေါ်နတ္ထိဘောပြည့်ညတ်ကိုအာယုံပြုခဲ့တယ်ဘာပဲလဲအရူပဇံဆိုဟရိတမထကမ္မထံသည်တဲ့များသောအားဖြင့်ပြည့်ညတ်တွေရွယ်ဖြစ်တယ်အဲ့ဒီပြည့်ညတ်အာယုံကိုပြုတဲ့28မျိုးအများဆို40တဲ့ကများတော့ပြင်28လုံး28သည်ဘာကိုရနိုင်လဲ
ပနာတမာတိကိုရနိုင်တယ်ဆိုရင်အနေအကျင့်က12ပါးရှိတယ်အဲ့ဒါဒီဘာတွေလဲဗုဒ္ဓနုဒ္ဒတိဆရာတော်ဘုရားပြောမှာဗုဒ္ဓနုဒ္ဒတိစသောဒီဟာတွေမြုပ်ပလိုက်တယ်ဟုတ်ပြီနော်ပြီးရင်စတုဓာတုအောက်ဆိုအစနဲ့ဒီအစုံလေးလှမ်းပြတယ်ဓာတ်ကြီး၄ပါးစတုဆိုတာ၄ဓာတုဆိုတာဓာတ်ဝဝဌာနဆိုတာပိုင်းခြားတာစတုဓာတုဝဝဌာနဆိုတော့ဓာတ်ကြီး၄ပါးကိုပိုင်းခြားခြင်းဆိုတာဒါလည်းပရမတ်ဗုဒ္ဓနုဒ္ဒတိကဘာဝပြန်ဖယားဤကိုစသောလို့ပြောထားတဲ့ကြောင့်ဗုဒ္ဓနုဒ္ဒတိဓမ္မာနုဒ္ဒတိသံဃာနုဒ္ဒတိဖယားတရားသံဃာပရမတ်အာယုံပြီးရင်သီလာနုဒ္ဒတိစာဂာနုဒ္ဒတိဒေဝတာနုဒ္ဒတိနိဗ္ဗာန်ရဲ့ငြိမ်းပုံပြုတဲ့ဥပတမနုဒ္ဒတိမရဏနုဒ္ဒတိဒါသည်ပရမတ်ပြီးရင်အာဟာရေပတိကူလာဆရာတော်ဒီမှာထဲ့မပြောဘူးစတုဓာတုဝဝထံထဲ့ပြောသွားတယ်ပြီးရင်အဲ့ဒါတွေရောဘာတွေလဲဝိညာတို့နေဝါတို့ထဲ့မပြောတော့ဒါပရမတ်အာယုန်နေဒါပေမဲ့အဲ့ဒီအာယုန်တို့သည်နဲ့နေတဲ့အတွက်ဇံမရနိုင်မှုဆိုရင်ပညာကမ္မထံသည်ဘာကိုအာယုံပြုလဲဆိုရင်ဇန်နေရနိုင်တော့အပနာတမာတိလို့ခေါ်တဲ့ဇန်ရတဲ့အစဉ်ဒီကနေဆရာတော်ဟောနေတာပြီးရင်ဒါသည်ပရမတ်ကမ္မထံနေသည်ဟလာဥပ္ပစာရတမာတိဆိုတဲ့ဇန်မရဘဲနဲ့ဇန်ရဲ့အနီးအနာရတာသည်ပရမတ်ကမ္မထံပေါင်း12ပါးရှိပေမဲ့အပနာတမာတိဆိုတဲ့ဇံမရနိုင်တဲ့ကမ္မထံကတော့12ပါးတဲ့က10ပါးရှိတယ်ဟုတ်သလားလို့ဟောဒီ2ပါးသည်ပရမတ်ကမ္မထံဖြစ်ပေမဲ့သူကတော့အပနာတမာတိကိုရနိုင်တယ်ဘယ်ဇံလဲလို့ပြောရင်အရူပပင်းစမဇန်ဒါမဲ့ဆရာတော်ဒါကိုမဟောခဲ့ဘူးဒါကိုတို့ရုံနဲ့တို့ခဲ့လိမ့်မယ်ရှင်းလားလို့ဒါဆိုကိုသင်ထားတဲ့အဘိဓမ္မာနဲ့တုတ်တန်ဘိုင်းဆိုင်ရာဟောထားတာလေးကဆရာတော်ဘုရားဒီကဏ္ဍမှာအဘိဓမ္မာမသင်ရသေးတဲ့သူတွေလည်းပါထားတာဖြစ်တဲ့ကြောင့်ဟောတရားမှာဖွာလေးပဲဟောသွားမယ်တို့ယုံလေးပဲတို့သွားလိမ့်မယ်တို့တဲ့အခါလဲဓမ္မမိတ်ဆွေတို့သင်ပြီးသားသူတွေကတို့မှန်သိပါလို့နော်သူ့ရဲ့နောက်ွယ်မှာဘာတွေရှိတယ်လဲဆိုတာလဲပြန်မြင်ရမယ်ဘာမှမသိတဲ့မတင်ရသေးတဲ့သူတွေလို့ဘာမှမမြင်ဘဲနဲ့မနေရဘူးနော်ကိုကအဲ့ဒီအထိရှိပါလားလို့ကျေပြန့်တဲ့အဘိဓမ္မာဆိုတဲ့သဘောမြင်ရမယ်ရှင်းလားလို့ဒါဆိုရင်ဒီစာကြောင်းလေးဒီပါလေဒါကိုပြောတာတမထကျင့်စဉ်နဲ့ရလာတဲ့တမာတိဟာဥပ္ပစာရတမာတိဇံယဂဏီအစစ်နဲ့အပနာတမာတိဇံရပြီးအစဉ်လို့2မျိုးရှိတယ်အပနာတမာတိတိုင်ရစေနိုင်တဲ့ပညာအာယုံပေါင်း28မျိုးရှိပါတယ်ဟုတ်လားအဲ့ဒီ28မျိုးကဘာလဲလို့တော့ဆရာတော်လည်းမဖော်ထားဘူးသို့တော်ဓမ္မမိတ်ဆွေတို့ကဒါကိုသိအောင်လဲလုပ်ရမယ်ဒါကိုလည်းနောက်ပိုင်းကျရင်ကိုကကြည်ကြဲပြည့်မြတ်နေလဲကိုကကျင့်စဉ်နေနဲ့လဲကျင့်နိုင်ရမယ်ဆိုရင်ဒီဟာဒီအဲ့ဒီ28မျိုးလေးကိုဒီမှာဖော်လိုက်ရင်ကျမတို့ဖော်လိုက်ခုနဟာလေးကိုပြန်ပြီးတော့ရေးရမှာပေါ့ဒါပေမဲ့ကျမတို့ကအတူလေးပဲရေးမယ်ဆိုရင်10လေးနော်ပြီးရင်အာကာယေအာခေယေဒါတင်ထားတဲ့ကိုယ့်ရဲ့ဟာလေးအဘိဓမ္မာကိုလည်းနှွေးတာပေါင်းလိုက်ရင်28ဒီမှာကကတိုင်းပညာ10ပါးအတုပပညာ10ပါးဒီမှာအတုပပါတဲ့အတွက်ကြောင့်ကာယကတာတတိကတိုင်း10ပါးပါတဲ့အတွက်အာနာပါနတတိဒါတော့မေတ္တာကရုဏာမုဒိတာဆိုပေါင်းလိုက်ရင်26ဒီဘက်ကအရူပတွေက2ပေါင်းလိုက်ရင်28ကိုဟာကိုပြန်နှွေးတာကိုလည်းခုတစ်ခါအဘိဓမ္မာတွေသင်္ဃာစဆိုရင်မေ့နေမှာဆိုဒီတရားတွေကိုကိုသင်ပြီးတာတွေမမေ့အောင်ပြန်နှွေးလိုက်တဲ့သဘောပါပဲဒါစာမောဘဲမှာဆရာတော်ဖေကဖော်ခိုင်းမှလည်းမဟုတ်ဘူး28မျိုးရှိတယ်လို့သိရုံပဲ
နားလေလားလို့အဲ့ဒီ28မျိုးကဒီကနန်းရွယ်မှတ်တဲ့နေရာမှာကိုကဘာလုပ်ရမလဲ memory recall ပေါ့နော်ကိုရင်တော့ဘာတွေမှတ်ထားတယ်လဲအဘိဓမ္မာအရာ28မျိုးကဘာလဲသိရမယ်သူများပါဇက်နိုင်မှာလမ်းမဆုံးဘူးလေဟုတ်တယ်လားသင်ထားတဲ့စာလေးကိုပြန်ပြီးနှွှေးတဲ့သဘောပါရပြီနော်ကဲဒီဘက်ကူးမယ်အဲ့ဒီထဲမှာဆရာတော်ဘာပြောတော့တမထကျင့်စဉ်ကိုအာယုံပြုမယ်ဆိုရင်တဲ့ပညာအာယုံတစ်ခုခုပေါ်မှာအခြေပြုရပါတယ်တဲ့အဲ့ဒီမှာမှပညာအာယုံအခြေပြုတယ်ဆိုပြီးခေါင်းစဉ်ကဘာရေးထားလဲဆရာတော်ကကတိုင်းပညာဆိုရင်ဒီအောင်ဟောတော့မှာအဘိဓမ္မာမတင်တဲ့သူတွေကိုနားလည်အောင်ဟောတော့မယ်ခုဆိုကျမတို့ကသင်ပြီးသားလူတွေကတော့ကတိုင်းပညာဒီဘယ်နှပါလဲ10ပါးရှိတယ်လို့သိရမှာပေါ့ကတိုင်းပညာက10ပါးဘာတွေလဲကျမတို့ဆိုခဲ့ဘူးမယ်ပထဝီကတိုင်းအာဘောကတိုင်းတေဇောကတိုင်းဝါယောကတိုင်းဒီဟာဒီပါမြန်မာလိုပြောရင်မြေကတိုင်းရေကတိုင်းလေကတိုင်းမိကတိုင်းဟုတ်လားမြေရေလေမိဆိုတဲ့အတွက်ဒီမှာမြေဒီနေရာမှာကြည့်မြေရေလေမိဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့ဆက်ဆက်တဲ့အပညာပေါ်မှာအခြေပြုရတယ်ဆိုတော့မြေတို့ရေတို့လေတို့သည်ဘာဖြစ်လဲနာမည်တွေပညာတွေဒါကိုပညာတွေကိုအခြေပြုရတယ်ဆိုတော့ဒါကိုကတိုင်းနဲ့ကဓာတ်ကြီးလေးပါးပညာကတိုင်းမဟုတ်ဘူးလားပြီးရင်ဘာလာမလဲညိုရွှေနီဖြူဆိုရင်ဗိဓမာမှာညိုရာကနေလရွှေကပီတနီရာကလောဟိတဖြူရာတာဩဒါတဒီအကြောင်းလေးဆိုလဲပညာချက်တွေပဲတဲ့ဒီပေါ်မှာလဲအခြေပြုလို့ရတယ်ဆိုရင်အကြောင်းကတိုင်း၄ပါးဖြစ်သွားပြီပေါ့ဓာတ်ကြီး၄ပါးကတိုင်းအကြောင်းကတိုင်းက၄ပါးဒီမှာညိုရွှေနီဖြူဆို၈ခုရှိသွားပြီပြီးအာကာသလို့ခေါ်တဲ့လေဟာပြင်းဆိုတဲ့အတွက်အပေါက်ဟင်းလင်းကတိုင်းပေါ့ဒါကတပါပြီးရင်ဒီမှာအဲ့ဒါတွေကိုအခြေပြုရတယ်ဆိုဒီမှာဆရာတော်ဘုရားဟောတရားဆိုဒီနာလေးပဲပြီးသွားတယ်ဘာကြံနေတယ်ဒီမှာ10ခုရှိတယ်ဒီမှာ9ခုပဲဟောထားရင်ဘာကြံနေမလဲအယောင်အလင်းပေါ့ဒါတင်ထားတဲ့အခါဒါလေးကဒါလေးပဲသိထားရင်ဟလာဘာလို့နေသလဲဆိုတာကိုသိရမယ်ဒီနေရာမှာဘာလေးကြံမလဲအာလောကဆိုတဲ့အာကာသအပေါက်ဟင်းလင်းအာလောကဆိုတာအယောင်အလင်းဟုတ်လားဒါကြောင့်အာလောကဆိုတဲ့အယောင်အလင်းအယောင်အလင်းလို့ပြောတယ်ဟိုကဒီမှာအညိုရွှေဆိုတဲ့အယောင်ဒါ color ဒီမှာကရိုးရိုးမဟုတ်ဘူးအလင်းရောင်ဒါကြောင့်အယောင်အလင်းပြည့်ညတ်တယ်ဘာတွေလဲနေရောင်လာရောင်ကျဲရောင်ဟုတ်လားအဲ့ဒီအယောင်တွေကိုဆိုလို့တယ်မီးရဲ့အယောင်ပိုးဆုံးကျူရဲ့အယောင်ဒါကိုပဲဆိုတာဒါကြောင့်ဒါကိုအယောင်အလင်းဆိုတာလေပြည့်ညတ်တွေမဟုတ်ဘူးလားအဲ့ဒါဒီအယောင်အလင်းကတိုင်းကဘယ်နှပါလဲအယောင်အလင်းဆိုတဲ့ပြည့်ညတ်ကတိုင်းတပါဆိုပြီးတော့အဲ့ဒီလိုတဲ့ကတိုင်းအာယုံအဲ့ဒီလိုကတိုင်းအာယုံဒီပေါ်မှာအခြေပြုပြီးတော့လေတမထကျင့်စဉ်ကိုကျင့်လို့ရတယ်ဆိုတဲ့အတွက်ကတိုင်းပညာ10ပါစာမွေးမှာဆရာတော်မေးချင်မှတော့မေးမှာပါဒါဆိုမသိရသေးတဲ့သူလည်းရှိတာကိုဒါသည်ပညာအနေနဲ့ပြောမယ်ဆိုဒီဟာသည်ဟောဒီပညာအာယုံကမ္မထံတမထစိတ်ငြိမ်စေမဲ့ပညာကမ္မထံပေါင်း28ထဲကတိုင်းပညာ10ပါကိုဆရာတော်ဖေယားဟောပေးတယ်လို့မှတ်မှာပေါ့နော်ကတိုင်းပညာ10ပါဘာတွေလဲဆိုကျမတို့မှတ်တယ်မှတ်လား4အယောင်ကတိုင်းဓာတ်ကြီး4ပါးကတိုင်းအယောင်ကတိုင်း4ပါးပ
ပြီးရင်အာနဲ့အာလောအာကာသနဲ့အာလောကအဲ့ဒါပဲအဲ့ဒီမှာဆရာတော်ဘုရားစာထဲမှာဟောတရားဆိုတော့ပြောရင်းနဲ့လဲကြံရင်ခဲ့တာပါလေအာလောကဆိုတဲ့အယောင်လင်ကတိုင်းဒါတွေဒီပြညတ်တွေတဲ့အဲ့ဒီပြညတ်ပေါ်မှာအခြေပြုပြီးတော့သမထကျင့်စဉ်ကိုကျင့်ရဆိုအပေါ်အစာနဲ့ဆက်ဆက်ကြည့်ရင်အဲ့ဒီပြညတ်အာယုံရစေနိုင်တဲ့ကတိုင်း10ပါးသည်အပ္ပနာတမာဓိခေါ်ဇံရနိုင်ပါတယ်ဘာဇံလေကွာဒီမှာတွဲပြီးတော့မှတ်မယ်ဒါမေ့နေမလို့ဘူးဒါလည်းကြက်ဆရာမလို့ပါဘူးဒါသည်အပ္ပနာတမာဓိဆိုတဲ့ဇံရနိုင်တဲ့ပညာကမ္မထံပါတဲ့ဘယ်ဇံနေရနိုင်လဲလို့ပြောရင်ပထမဇံမှသည်ပြင်စမဇံတိုင်အောင်ဇံ5ပါးလုံးရနိုင်တော့ပြင်စကဇံ5ပါးလုံးကိုရနိုင်သည်လို့ကိုမှတ်ရုံပဲဟုတ်လားလို့ဒါကိုကဒီရည်ဆရာတော်ဘုရားရှင်းမပြဘူးကျမတို့လည်းမမှတ်မိလဲကိစ္စမရှိဘူးသို့တော်သင်ထားတဲ့ပြီးဒီမှာတွေကိုပြန်မြင်ထားလို့နော်ဒါကြောင့်သင်လို့သိလာပြီဆိုသိတဲ့သူကပို့ပြီးတော့မြင်လားမမြင်ဘူးလားမြင်တာပေါ့နော်အဲ့တော့ဒီစာမွဲအတွက်ကတော့ဒါတွေမလို့ဒါမဲ့ဒီဘဟုတုတ္တသည်ဟောဒီနေရာလေးမှာရှိနေတယ်လို့သိရင်နောင်သာသနာအကျိုးကိုဆောင်ရွက်တဲ့အခါဆိုပါစို့ရဲ့ပြန်ပြီးတော့သူများကိုသင်ပေးမယ်ဆိုတက်တာပေါ့ဓမ္မမေရွှေများရှင်းလားဒါဒီစာမွဲအတွက်မလို့နော်ဒီလောက်လည်းမမေးဘူးဒါကြောင့်မတင်ရသေးတဲ့ဓမ္မမေရွှေများဆိုဒါလေးပဲဖတ်ယူမယ်သို့တော့မတင်ရသေးတဲ့အခါကျတော့ခုဥစ္စာတွေသူတို့ခင်ဗျာမတင်ရသေးတဲ့သူတွေမှာတော်တော်လေးမှတ်ရရှာမှာပေါ့နော်ဓမ္မမိတ်ဆွေတို့ကြတော့သင်ဘူးပြီးပြီဟလာကြက်ဖူးပြီးပြီဖြေဘူးပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဒီမှာဓမ္မမိတ်ဆွေတို့တဲ့ဒီနေရာဒီအခက်သိမ့်မရှိဘူးဟုတ်လားလည်းမသိပါဘူးကျမကတော့မရှိဘူးထင်တာပဲမိနေရင်တော့ရှိမှာပေါ့နော်ခုနားလေတယ်နော်ဒီနေရာလေးနားလေတယ်နော်ကဲစက်ကူမဲပြီးရင်ဘာဆက်ပြလဲကျန်အာနာပါနပြဉ္ညာတဲ့ဆိုတော့ဒီနေရာမှာကျန်ပညာကမ္မထံပေါင်း28ထဲကဆရာတော်ဘုရားဒီဘာကိုရှင်းသွားလဲကတိုင်း10ပါးကိုရှင်းတယ်ပြီးရင်ဘယ်ဟာကိုကြော်ရှင်းသွားလဲအာနာပါနဒါပဲရှင်းမယ်ကျန်တာတွေလုံးဝမရှင်းဘူးနော်ဒါလေးသိရမယ်ကဲဒါဆိုရင်အာနာပါနဆိုကြည့်အောင်တမထကျင့်တဲ့အခါသို့မဟုတ်တဲ့ဒီမှာခေါင်းစဉ်အာနာပါနပညာတဲ့ခေါင်းစဉ်လေးอ่ะဒါဆိုရင်တမထကျင့်တဲ့အခါတဲ့ထွက်လေဝင်လေဆိုတဲ့အာနာပါနပညာကိုအာယုံပြုရတယ်တဲ့လူတိုင်းဟာ24နာရီစင်ဆက်မပြတ်အသက်ရှူနေကြတယ်တဲ့အဲ့ဒီလိုရှူထုတ်ရှူသွင်းနေတဲ့လေကိုပဲအခြေပြုပြီးတမာတိဖြစ်ပွားအောင်ကျင့်ရတယ်ဒါဆိုရင်တမထကျင့်နေဆိုတာဘာဖြစ်ဖို့လဲတမာတိဖြစ်ဖို့တမထရဲ့ definition တွေလည်းရှေ့မှာသင်ခဲ့ပြီးစိတ်တဏ္ဍာမှာနိဝရဏအညစ်အကြေးတွေမဖြစ်စေအောင်ကျင့်ရမယ်တရားတွေဟုတ်ပြီနော်တမထအဲဒီကမ္မထန်တွေလည်းပါမယ်ရှေ့မှာလည်းပါပြီးကျင့်ရခဲ့ထားလိုက်တော့အဲ့ဒါဒီပြဉ္ညတ်ပဲဆိုပြီးတော့အဲ့ဒီနားလေးမှာပြဉ္ညတ်နဲ့ပတ်သက်တဲ့28မျိုးရှိပါတယ်လို့ဆရာတော်ဟောတယ်ဒီမှာရှင်းခဲ့တာကတိုင်းရဲ့အာနာပါနရဲ့ရှင်းသွားတယ်ကျန်တာမပြောဘူးနော်တို့ယုံလေးပဲတို့သွားမယ်ပြီးရင်ဘာရှင်းလဲဖယားဂုံတော်ကိုပွားပြီးတမနာကျင့်စဉ်ကိုကျင့်လို့မရဘူးလားမေးရင်ရပါတယ်လို့ဖြေမှာပါတဲ့သို့တော်ဖြေရမှာပါသို့တော်ဖယားဂုံတော်ပေါ်အခြေပြုပြီးရတဲ့တမာတိဟာအပ္ပနာတမာတိထိမရောက်ဘူးတဲ့ဘာကြောင့်မရောက်တယ်လဲဆိုရင်တဲ့ဖယားဂုံတော်ကအလွန်လေးနဲ့တဲ့ပရမတ္ထအာယုံဖြစ်တဲ့ဒါကြောင့်ဖယားဂုံတော်ကိုအခြေပြုတဲ့တမာတိဟာဇန်အဆင့်ကိုမရောက်ဘူးတဲ့ဆိုတော့ဒီနေရာလေးကဘာကိုပြောလဲဆိုရင်ဒါသည်ဖယားဂုံတော်ဒီဘယ်ထဲပါလဲဆိုဒီဘက်ကိုကြည့်ရင်ကျမတို့ပရမတ်ကမ္မထန်ထဲမှာပါမနေဘူးလားဒါလေးကိုသူရှင်းတော့မယ်ဒါကိုဖယားဂုံတော်ပွားတာကိုရှေ့မှာဆရာတော်ဖယားပါဠိလေးတို့ထားတယ်ဗုဒ္ဓနုဒ္ဓတိလို့သုံးတယ်ဗုဒ္ဓနုဒ္ဓတိပါဠိလိုပြောရင်ဗုဒ္ဓဤဂုံကိုအနုဒ္ဓတိအဖန်ပန်အထက်ထက်အောင်မေ့စင်ကျင်အမှတ်ရတာဟုတ်လားအဲ့ဒီဖယားဂုံတော်ကိုပွားတဲ့နေရာမှာဖယားပုံတော်ကိုမကြည့်ရဘူး
ပုံတော်ကတဆင့်ဂုံတော်တွေအထိအာရုံပြုရမယ်ဖယားဂုံတော်ပြောရင်အရဟံအစဘဂဝါအဆုံးနော်ပေါ်လွင်ထင်ရှားတဲ့ဂုံတော်ကြီး၉ပါးရှိတယ်ဖယားမှာဂုံတော်ဘယ်လောက်ရှိလဲဆိုအနန္တအဲ့ဒီထဲမှာပေါ်လွင်ထင်ရှားတဲ့ဂုံတော်ကြီး၉ပါးအဲ့ဒီမှာအရဟံဆိုဒီမှာကိလေသာကင်းစင်တဲ့မြတ်စွာဘုရားဆိုရင်ဒါဒီပရမတ်ကိုအာရုံပြုရတာဟုတ်ပြီနော်ပူဇော်ထုခံတော်မူတတ်တယ်ဆိုရင်အရဟံဂုံတော်မှာပူဇော်ထုကိုပူဇော်တတ်တယ်ဆိုတာအရဟံဆိုတာအရဟတမက်ကိုပြောတဲ့အတွက်မက်လို့ပြောရင်မက်ခင်နေပေါင်းထားရင်သီလမက်ခင်၃ပါးတမာရီမက်ခင်၃ပါးပညာမက်ခင်၂ပါးအဲ့ဒီမှာသီလနဲ့ပတ်သက်ရင်လည်းအတိုင်းမသိတဲ့ဂုံတမာတိနဲ့ပတ်သက်ရင်လည်းစိတ်ငြိမ်စေတဲ့သီလဆိုရင်အရှိမလည်းပါခဲ့ပြီဟလားဝိတုဒ္ဓိဆိုတာဘာလဲဆိုဆရာတော်ရှင်းတဲ့ထဲမှာလည်းပါလိမ့်မယ်เนาะတော့ဝိတုဒ္ဓိစင်ကြယ်တဲ့နေရာမှာဝိဆိုတာအထုတုဒ္ဓိဆိုတာစင်ကြယ်တဲ့နေရာမှာကိသီလနဲ့ပတ်သက်ရင်ကာယကံဝစီကံတွေအလွန်စင်ကြယ်တယ်ဟလားမနောတမာတိနဲ့ပတ်သက်ရင်စိတ်အညစ်အကြေးစိတ်တွေစင်ကြယ်တယ်ပညာဂုံမှာလဲဟလာနာမရူပပရိစေဒဉာဏ်นี่အစင့်စင့်သွားပြီဆိုရင်နောက်ဆုံးသဗ္ဗညုတဉာဏ်တော်တိုင်ရရင်အတိုင်းမသိသောသီလကိုအတိုင်းမသိသောတမာရီကိုအတိုင်းမသိသောပညာကိုဆိုရင်သီလတမာရီပညာဆိုတာပရမတ်အာယုန်နေဒါကြောင့်ဗုဒ္ဓနုဒ္ဓတိဆိုတာပရမတ်အာယုန်ဖြစ်တဲ့အမြဲတမ်းနဲ့တဲ့အတွေ့သူသည်ဇံမရနိုင်ဘူးဆိုရင်ဘာရလဲဆိုရင်သူသည်ဇံရဲ့အနီးအနားဥပ္ပစာရတမာတိအစဉ်ထိပဲရတယ်ဒါလေးကိုအခုဆရာတော်ရှင်းတော်မယ်ဗုဒ္ဓနုဒ္ဓတိလေးကိုထောက်လိုက်တယ်ဒါကြောင့်ဖယားဂုံတော်ပွားပြီးတမရကျေးစဉ်ကိုကျင့်လို့မရဘူးလားမေးရပါတယ်လို့ဖြေရမှာပါတဲ့သို့တော်ဖယားဂုံတော်ပေါ်အခြေပြုပြီးရတဲ့တမာတိကအပ္ပနာတမာတိတိုင်မရောက်ဘူးလို့ဆိုရင်ကျမတို့ကဘာမြင်မလဲတမာတိဒီဖယားဂုံတော်ပေါ်အခြေပြုပြီးရတဲ့တမာတိတဲ့အဲ့ဒါဒီအပ္ပနာ sorry တတ်ထီ sorry ဒါဆိုရင်အပ္ပနာတမာတိတိမရောက်ဘူးဆိုရင်ကျမတို့ကဘာလေးဒီမှာမှတ်ထားမလဲဖယားဂုံတော်ပွားတဲ့တမာတိတိဇံမရနိုင်ပေါ့တမ္ပနာတမာတိမှာတမာတိ2မျိုးရှိတယ်အပ္ပနာတမာတိဇံရနိုင်တဲ့အဆင့်ရယ်ဥပ္ပစာရတမာတိဇံအနီးနာဖြစ်တဲ့တမာတိဆိုဖယားဂုံတော်ဒီအပ္ပနာတမာတိတိုင်မရဘူးဆိုရင်ဇံအနီးအနာပဲရတယ်ဒါသိရမယ်ဒါဆိုရင်ဒါဒီဖယားဂုံတော်ပွားတဲ့တမာတိဂုံတော်မှာအခြေပြုပြီးရတဲ့တမာတိဆိုရင်ဇံအနီးအနာထိပဲရတယ်အပ္ပနာတမာတိဆိုတဲ့ဇံအဆင့်ကိုမရောက်ဘူးအပေါ်ကပြောခဲ့တွေ့ခဲ့တယ်မှတ်လားသူဒီတမထကမ္မထန်ဒီမှာရှိတဲ့ရလာတဲ့တမာတိဒီဘယ်အဆင့်ရှိလဲဆိုရင်ဥပ္ပစာရတမာတိဇံရနိုင်တဲ့အဆင့်ရယ်အပ္ပနာတမာတိဇံရပြီးအဆင့်ရယ်2မျိုးရှိတယ်ဆိုတဲ့အတွက်ဒီနေရာမှာဖယားဂုံတော်ပွားတဲ့တမာတိသည်အပ္ပနာတမာတိဆိုတဲ့ဇံရတာမရဘူးဆိုရင်သူဘာရလဲဥပ္ပစာရတမာတိပဲရတယ်ဘာကြောင့်မရောက်တယ်လဲဆိုရင်တဲ့ဗုဒ္ဓဖယားဂုံတော်ဟာအလွန်လေးနဲ့တဲ့ပရမတ်အာယုန်ဒါကြောင့်ပရမတ်အာယုန်ဖြစ်တဲ့အတွက်သူသည်ဇံမရဘူးဒါကြောင့်ဖယားဂုံတော်ကိုအခြေပြုတဲ့တမာတိဟာဇံအစစ်မရဘူးလို့ပြောပါတယ်ဆိုရင်လည်းကျမတို့တို့ဒါသည်သိပြီးတော့အခက်ကြီးမဖြစ်ဘူးပေါ့နော်ဓမ္မမိတ်ဆွေတို့သင်ပြီးသားသူတွေမသင်ရသေးတဲ့သူဆိုလည်းဒီနေရာလေးကနေမှတ်ရလိမ့်မယ်အဲ့ဒီကနေပွားများနီးသင်တော့မယ်နော်ကျမတို့သင်တဲ့အခါဖယားဂုံတော်ကိုတမထကျင့်စဉ်အရာကျင့်မယ်ဆိုရင်တဲ့နံပါတ်လို့ရမလဲဆိုရင်ဂုံတော်ရဲ့နံပါတ်1အနေနဲ့ဂုံတော်ရဲ့အ내အဓိပ္ပာယ်ကိုနားလေရပါမယ်တဲ့ဒါလေးကအခြေခံအချက်ကလေးဂုံတော်ရဲ့အ내အဓိပ္ပာယ်ဒါဖယားဂုံတော်ပွားနေလို့မေးနိုင်တဲ့ဓမ္မမိတ်ဆွေများဒါကြောင့်နံပါတ်1အချက်အနေနဲ့ပြောရင်ဂုံတော်ရဲ့အ내အဓိပ္ပာယ်သိရမယ်ဥ
ဥပမာပြောပါလို့ပြောရင်အရဟံလို့ပူဇော်နေတယ်အရဟံလို့မသိဘဲနဲ့မပူဇော်ပါနဲ့တဲ့အရဟံရဲ့အ내အဓိပ္ပာယ်ကပါလေကိလေသာခတ်သိမ်းကိုဖယ်ရှားပြီးတော့မြတ်စွာဘုရားလို့အာယုံပြုရမယ်တဲ့ပို့ပြီးတော့လေကိလေသာခတ်သိမ်းဆိုစိတ်ရဲ့အငြင်းအကြေးပေါ့ပူလောင်တာတွေကိုဖယ်ရှားပြီးတဲ့အဲ့ဒါပို့ပြီးတော့အဓိပ္ပာယ်ထင်ရှားအောင်နှိုင်းရှင်ရစဉ်းစားရပါမယ်တဲ့ဘာလဲလို့ပြောရင်ဥပမာတဲ့နော်ဒီနေရာမှာအော်ငါမှာလောဘဆိုတာရှိတယ်ဒေါသဆိုတာလည်းရှိတယ်မောဟဆိုတာလည်းရှိတယ်မာနဆိုတာလည်းရှိတယ်မြတ်စွာဘုရားမှာတော့လောဘဆိုတာလည်းမရှိဘူးဒေါသဆိုတာလည်းမရှိဘူးမောဟဆိုတာလည်းမရှိဘူးမာနဆိုတာလည်းမရှိဘူးဘာဖြစ်လဲကိလေသာမှန်တယ်မြတ်ဘုရားမှာကင်းစင်နေတယ်အဲ့ဒီလိုနှိုင်းရှင်ကြည့်ပြီးနှလုံးသွင်းရင်တဲ့အရဟံရဲ့အဓိပ္ပာယ်ဟာပို့ပြီးတော့ပေါ်လွင်ထိုင်နေဆိုနံပါတ်1ကဘာလဲဆိုရင်ဂုံတော်ဤအ내အဓိပ္ပာယ်ကိုနားလည်ရမယ်အဲ့တော့ဂုံတော်ရဲ့အ내အဓိပ္ပာယ်ကိုနားလည်ဖို့ဥပမာကိုပေးပြပါဆိုရင်ဒါလေးကဥပမာဆိုပြီးတော့ဒါဥပမာလေးအနေနဲ့အဲ့ဒီလိုနှိုင်းရှင်ပြီးတော့အဲ့ဒီလိုနှိုင်းရှင်ပြီးတော့သွားရမယ်တဲ့အဲ့နံပါတ်1အနေနဲ့အဲ့တော့နှိုင်းရှင်ကြည့်ပြီးတော့နှလုံးသွင်းရင်တဲ့အရဟံရဲ့အဓိပ္ပာယ်ဟာပို့ပြီးတော့ထင်လိုက်ဒါကြောင့်ကျမတို့ကဒီမှာအ내အဓိပ္ပာယ်ကိုနားလည်ရမယ်အဲ့ဒီလိုနှိုင်းရှင်ကြည့်ပြီးတော့နံပါတ်2ပေါ့အဲ့ဒီလိုနားလည်ပြီးတော့ဒါနံပါတ်2အဲ့ဒီလိုအဓိပ္ပာယ်ကိုနားလည်ပြီးမိမိနဲ့နှိုင်းရှင်ပြီးတော့နှလုံးသွင်းရင်တဲ့အဲ့ဒီဖရာရဲ့ဂုဏ်တော်ဒီအဓိပ္ပာယ်ဒီပို့ပြီးတော့ထင်ရှားနံပါတ်1ကအ내အဓိပ္ပာယ်ကိုနားလည်ရမယ်အ내အဓိပ္ပာယ်ကိုနားလည်ပြီးတော့ဘာလုပ်ရမလဲဆိုရင်ဒီဒါလေးပေါ့ဒါလေးတစ်ချက်ထည့်ယူပေါ့နော်အဲ့ဒီအ내အဓိပ္ပာယ်ကိုနားလည်ပြီးရင်အဲ့ဒီအ내အဓိပ္ပာယ်ကိုပို့ပြီးအဓိပ္ပာယ်နှင်ရှားအောင်နှိုင်းရှင်ပြီးစဉ်းစားရမယ်အဲ့ဒါဆိုဒါကိုနံပါတ်2ပေါ့နော်ဒါအ내အဓိပ္ပာယ်ကိုသိရမယ်ဒါနံပါတ်2အနေနဲ့အဲ့ဒီအ내အဓိပ္ပာယ်ကိုဆင်ခြင်ပြီးတော့ပို့ပြီးအဓိပ္ပာယ်ထင်ရှားအောင်နှိုင်းရှင်ပြီးစဉ်းစားရမယ်ဒါလေးဒါဥပမာနံပါတ်1အနေနဲ့ဂုံတော်ရဲ့အ내အဓိပ္ပာယ်နားလည်ရမယ်ဥပမာအ내အဓိပ္ပာယ်ကိုပြောရင်ဒါပြီးရင်နံပါတ်2ပို့ပြီးအဓိပ္ပာယ်တင်ရှားအောင်နှိုင်းရှင်ပြီးစဉ်းစားမယ်နှိုင်းရှင်ပုံကိုပြောပြပါလို့ပြောရင်ဒီဟာလေးဒီအော်ငါမှာလောဘဆိုရှိတာနှိုင်းရှင်တာနော်ဒါကိုအဲ့လိုနှိုင်းရှင်မယ်တဲ့အဲ့ဒီလိုနှိုင်းရှင်မယ်လို့ဒါဆင်ခြင်ပြီးတော့နှလုံးသွင်းရမယ်ပြီးရင်အဲ့ဒီလိုရှင်ပြီးတော့နှလုံးသွင်းလှည့်ရင်ဘာဖြစ်လဲအရဟံရဲ့အဓိပ္ပာယ်ဒီပို၍ထင်ရှားလာမယ်အဲ့ဒါဒီနံပါတ်2အချက်ထဲမှာပါတယ်ပေါ့နော်ဒါနံပါတ်2ပဲဒါနံပါတ်2ခန္ဓာပြီးရင်အဲ့ဒီလိုဖြစ်နံပါတ်3အဲ့ဒီလိုနှိုင်းရှင်ပြီးစဉ်းစားလာရင်တဲ့ဘာဖြစ်လဲမိမိရဲ့စိတ်ဟာစိတ်အစဉ်သည်တဲ့ဖယားဂုံတော်တဲ့နေဝင်နေရမယ်ဓမ္မသာဗုဒ္ဓနုတ္တိကမ္မထံဖြစ်ပါမယ်ဆိုရင်ဗုဒ္ဓနုတ္တိကမ္မထံဖယားဂုံတော်ကိုတမထကျင့်စဉ်အရာကျင့်လျက်ရင်ဘလို့ကျင့်ရပါမလဲဆိုနံပါတ်1ဂုံတော်ရဲ့အနိဗ္ဗာန်နားလည်ရပါမယ်နံပါတ်2ပို့ပြီးအဓိပ္ပာယ်ထင်ရှားအောင်မိမိနဲ့နှိုင်းရှင်ပြီးစဉ်းစားရပါမယ်နှိုင်းရှင်ဆိုတာဘယ်သူနဲ့နှိုင်းရှင်မလဲဒီအောက်ကပြထားတဲ့ဟာကိုကြည့်ပြီးတော့ကျမတို့ပြောရင်ထင်ရှားအောင်မိမိတန်တန်နှင့်ဒါလေးရေးလိုက်ပေါ့မိမိတန်တန်နှင့်နှိုင်းရှင်စဉ်းစားရမယ်ဥပမာငါမှာလောဘဆိုတာရှိတယ်ဒေါသဆိုတာရှိတယ်မောဟမာနဆိုတာရှိတယ်နှိုင်းရှင်လိုက်ပြီးမြတ်စွာဘုရားမှာလောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးမောဟလည်းမရှိဘူးမာနလည်းမရှိဘူးကိလေသာမှန်တယ်မြလုံးဝကင်းစင်နေပါလားလို့နှိုင်းရှင်စဉ်းစားရမယ်အဲ့ဒါဆိုရင်အတိတ်ပဲပေါ်လွင်နိုင်တယ်နံပါတ်3အဲ့ဒီလိုနှိုင်းရှင်စဉ်းစားရင်မိမိရဲ့စိတ်အစဉ်ဟာဖယားဂုံတော်တဲ့နေဝင်နေပါမယ်ဓမ္မသာလျင်ဗုဒ္ဓနုတ္တိ
ကမ္မထံဖြစ်ပါမဲဆိုပြီးတော့ဖယားဂုံတော်ကိုတမထကျင့်စဉ်ရကြည်လျင်လို့ပြောထားတဲ့အတွက်ဖယားဂုံတော်ကိုတမထကျင့်စဉ်အရကျင့်ဘုံကိုပြောပါဒါမှမဟုတ်ရင်ဗုဒ္ဓနုတ္တိဘာဝနာပွားဘုံကိုပြောပါလို့ question type အနေနဲ့မေးနိုင်ပါတယ်ဒါလေးဗုဒ္ဓနုတ္တိကမ္မထံပွားဘုံပြောပါဒါမှမဟုတ်ရင်ဖယားဂုံတော်ကိုတမထကျင့်စဉ်အရကျင့်နည်းကိုပြောပြပါဆိုစိတ်ကဒီပေါ်မှာနစ်ဝင်သွားမယ်မဟုတ်လားဧကဂတစူးစိုက်သွားမယ်ဆိုရင်သူဒီပရမတ်ဖြစ်တဲ့အတွက်နံပါတ်1ဘာလို့ရမလဲဖယားဂုံတော်ကြီးအ내ဒိဗ္ဗေကိုနားလည်ရမယ်ဥပမာပေးပါရဟံပွားမယ်ဆိုရင်ရဟံဆိုဒီမှာကိလေသာကိုဖယ်ရှားပြီးတော်မြတ်စွာဘုရားပြီးရင်နံပါတ်2ပိုပြီးအ내ဒိဗ္ဗေထင်ရှားအောင်မိမိတန်တန်နဲ့နှိုင်းရှင်စဉ်းစားပါဥပမာပေးပါငါတဏ္ဍာမှာတော့လောဘအစာရှိတဲ့ကိလေသာတွေရှိတဲ့ဖယားရှင်မှာတော့အဲ့ဒါတွေမရှိနှိုင်းရှင်တယ်အဲ့ဒီလိုနှိုင်းရှင်စဉ်းစားရင်ဘာဖြစ်နံပါတ်2မှာပါတယ်ပိုပြီးအဓိပ္ပာယ်ထင်ရှားအောင်ပြောတဲ့အတွက်အဲ့ဒီလိုနှိုင်းရှင်စဉ်းစားရင်အရဟံရဲ့အဓိပ္ပာယ်ဒီပို၍ပေါ်လွင်ထင်ရှားနိုင်ပါသည်နံပါတ်မှာတော့အဲ့ဒီလိုနှိုင်းရှင်စဉ်းစားတဲ့အခါမှာမိမိရဲ့စိတ်တန်တန်မှာဖယားရဲ့ဂုံတော်တဲမှာနေဝင်သွားပါလိမ့်မည်ဒါပဲအဲ့ဒါဒီဗုဒ္ဓနုတ္တိကမ္မထံဖြစ်ပါသည်ဆိုပြီးသွားပြီဒါဆရာတော်ပေးသလောက်ပဲကျမတို့ကြိုပြီးတော့ဘာမှကြော်ပြီးမယူရဲတော့ဒီအထိပဲဖြစ်မယ်ဟုတ်လားဒါရပြီနော်ဒါပရမတ်ကမ္မထံစက်ကြည့်ဒီအသည်ပါလေပရမတ်ကမ္မထံဖြစ်တဲ့အတွက်ဇံရနိုင်သလားဗုဒ္ဓနုတ္တိကမ္မထံသည်မိခွန်းအနေနဲ့ဇံရနိုင်သလားဆိုရင်ဗုဒ္ဓနုတ္တိကမ္မထံသည်ဒီနေရာမှာပရမတ်အာယုံဖြစ်တဲ့အတွက်အလွန်လေးနဲ့တဲ့ပရမတ်အာယုံဖြစ်တဲ့အတွက်ဒီဟာသည်တမာတိသည်ဇံအစစ်မရောက်ပါဒါလေးလေးတွဲပြီးတော့ဖြေရမယ်ဟုတ်လားရှင်အပေါ်ကနေနော်ဒါလေးဒီ question type အနေနဲ့မေးလို့ရဒီစာလောက်ဒီလောက်ပဲနော်ကျမတို့အဘိဓမ္မာမှာတော့ဒီတဲ့ကျေတာပေါ့ဒီထိရမယ်နော်ဇံရနိုင်လားဆိုတရားလေးနဲ့သွားမယ်ပြီးရင်တဲ့ဘလို့ဒီဘာပြောသလဲဆိုဆရာတော်ဒါလေးကတော့မေးနိုင်တယ်ဘာလို့ဆိုခုခေတ်မှာမှားနေကြတယ်နော်ဗုဒ္ဓနုတ္တိကမ္မထံပွားပါဆိုရင်ဒါဘလို့ပွားလဲဆိုရင်ပုံတော်ကိုပဲကြည့်ပြီးပွားနေကြတယ်နော်ပုံတော်ကိုကြည့်ပြီးတဲ့အခါကျရင်ဟလာဂုံတော်ကိုလည်းအဓိပ္ပာယ်မသိပဲနဲ့ရွတ်နေကြတယ်ဘာလဲဆိုနှုတ်နဲ့ရွတ်တယ်တကယ်တော့ဒါဒီဗုဒ္ဓနုတ္တိကမ္မထံတို့တမထတို့ဘာလို့အပါအဝင်ပေါ့ကတိုင်းပဲဖြစ်ဖြစ်ဘာနဲ့ပွားဆိုစိတ်နဲ့ပွားတာလေစိတ်အာယုမနောခံနဲ့ပွားတာဟုတ်လားဒါကိုဘာလုပ်လဲဆိုနှုတ်နဲ့ပွားနေကြတယ်လက်နဲ့ယူကြတယ်ဒါကြောင့်ဒီလိုမဟုတ်ဖဲတဲ့ဖယားဂုံတော်ကိုရွတ်ပြီးတော့ပဒီလုံးချနေလို့ပဒီအဘောစိတ်ရောက်နေပြီးဖယားဂုံတော်ဘောစိတ်မရောက်ဘူးဆိုရင်ဗုဒ္ဓနုတ္တိလို့ပြောလို့ရမှာမဟုတ်ဘူးတဲ့ဒါကြောင့်ယခုခေတ်မှာဗုဒ္ဓနုတ္တိကမ္မထံကိုမိကဲ့သို့ပွားသည်နည်းဆိုတာပဲပေါ့ငါပဒီလုံးနဲ့နှုတ်ကရွတ်တဲ့အဓိပ္ပာယ်လည်းမသိနော်အရဟံစကားတွေလျှောက်ပြောအနေကောင်းတဲ့လက်ကအဓိဋ္ဌာန်နဲ့ယူထားတာကိုပဒီဘဏ္ဍပတ်ဟလာဂုံတော်1000နော်စသည်ဖြင့်ဂုံတော်1000ဆိုရင်ပဒီ10ပတ်ပွားမှာပေါ့ဟလာပဒီနဲ့စိတ်မယ်ဆို108လုံးကိုအဲ10ပတ်ငါဒီနေ့အဓိဋ္ဌာန်ယူထားတဲ့ရဟံပွားနေတယ်စကားတွေလျှောက်ပြောစိတ်ကမရဘူးဆိုခုခေတ်ကအဲ့ဒါမျိုးပွားနေရင်တဲ့ဖယားကိုဗုဒ္ဓနုတ္တိလို့ပွားလို့မြန်ဘာတမာတိမှမရနိုင်ဘူးဒါဆိုရင်ဘာတမာတိဖြစ်ရမလဲဆိုခုနအပေါ်အစာမှာထည့်ရရတော့မယ်ဒီအချက်တွေဗာလဲဖယားရဲ့တကယ်ကိုအရေးသွေးပေါ်မှာအာယုံရောက်မှာတဲ့အပေါ်တော့ကတော့ဗာရေးထားလေမိမိရဲ့စိတ်အစဉ်ဟာဖယားဂုံတော်တဲ့နေဝင်နေရမယ်ဆိုရင်အဲ့ဒီနာလေးမှာဓမ္မသာလင်ဗုဒ္ဓနုတ္တိကမ္မထံဆိုဒီစာကိုဖြည့်မယ်မိမိရဲ့စိတ်အစဉ်သည်ဖယားဂုံတော်ပေါ်နေဝင်မယ်တကယ်အရေးသွေးပေါ်အာယုံရောက်လျင်တဲ့ဘာဖြစ်လာနိုင်မလဲဒီနေရာလေးမှာဝမ်းမြောက်မှုပါဠိလိုပြောရင်ပါမုစ္စာဟုတ်တယ်နော်ပြီးကျေနပ်နေတဲ့မှုပီတိဆိုတာဖြစ်လာနိုင်တယ်ခုနဒီနေရာလေးမှာဟရိတကြောင်းလေးကိုဖြည့်ပေးပါဒီနားလေးမှာ
ဖယားကုံတော်တဲ့နေဝင်နေရမယ်အဲ့ဒီလိုဖယားရဲ့တကယ့်ဒီစာကြောင်းလေးเนาะဒီနေရာလေးမှာအဲ့ဒီစာကြောင်းလေးနေဝင်နေရမယ်ဖယားရဲ့တကယ့်ကိုအရေးသွေးပေါ်အာယုံရောက်ပြီးဝမ်းမြောက်မှုပါမုဇနှစ်တည်နဲ့နေတဲ့မှုပီတိဆိုတာဖြစ်လာနိုင်ရမယ်အဲ့ဒါဆိုရင်ဓမ္မသာဗုဒ္ဓနုတ္တိကမ္မထံဖြစ်ပါမည်လို့ထင်ရမယ်နားလေလားဒါဆိုရင်ပြန်ပြောအောင်ဒီနေရာလေးဒီ make question type ဖြစ်နိုင်တယ်နော်ဒါဆိုရင်ဘုရားဂုဏ်တော်ကိုတမထကျင့်စဉ်အတိုင်းကြည့်မယ်ဆိုရင်ဘာလုပ်ရမလဲနံပါတ်1အရဂုဏ်တော်ဤအနေအထိပဲနားလေရမယ်ဥပမာရဟန်ဆိုရင်ကိလေသာခတ်သိမ်းကိုဖယ်ရှားပြီးတော့မြတ်စွာဘုရားကိုအာယုံပြုရပါမည်နံပါတ်2ပို့ပြီးအဓိပ္ပာယ်ထင်ရှားအောင်မိမိတန်တန်နှင့်နှိုင်းရှင်ပြီးစဉ်းစားရပါမည်ဥပမာငါမှာလောဘဆိုတာရှိတယ်ဒေါသဆိုတာရှိတယ်မောဟဆိုတာရှိတယ်မာနဆိုတာကိလေသာတွေကိုဆရာတော်ဘုရားပြောနေတာပေါ့ဒါကြီးအတိအကျကြီးလိုက်ပြောမရင်းနဲ့ပေါ့အဘိဓမ္မာသိနေတာပဲမြတ်စွာဘုရားမှာနှိုင်းရှင်ချက်မြတ်စွာဘုရားမှာတော့လောဘဆိုတာလေအဲ့တော့ဒီနေရာမှာနှိုင်းရှင်တာပြောပါဆိုရင်ငါနဲ့မြတ်စွာဘုရားပေါ့ဟုတ်လားမြတ်စွာဘုရားမှာတော့လောဘမရှိဒေါသမရှိမောဟမရှိမာနမရှိကိလေသာအားလုံးမှန်တယ်မြလုံးဝကင်းစင်နေပါလားလို့ဒီလိုနှိုင်းရှင်ပြီးကြည့်ရပါမည်ဤကဲ့သို့နှိုင်းရှင်လျင်အရဟံဂုဏ်တော်ဤအတိပ္ပယ်သည်ပေါ်လွင်ထင်ရှားပါသည်နံပါတ်3မိမိရဲ့စိတ်အစဉ်သည်ဘာဖြစ်လဲဖယားဂုဏ်တော်ထဲနိဝင်ရပါမည်ဘယ်လိုနိဝင်ရမလဲဖယားရဲ့တကယ့်ဂုဏ်အရေးသွေးပေါ်အာယုံရောက်ပြီးတော့ပွားများမှုပါမုဇခြေနှံ့နေတဲ့မှုပီတိဆိုတာဖြစ်လာပြီးတော့မှဒီနေရာမှာမိမိရဲ့စိတ်အစဉ်သည်ဆိုပြီးတော့အဲ့လိုလေးသွားမှအဲ့ဒါလေးဒီဖယားဂုဏ်တော်တဲ့ပါမုဇဆိုတာဖြစ်လာနိုင်ဒီဟာလေးရအောင်နော်မိမိရဲ့စိတ်အစဉ်ဒီနားလေးမထည့်တော့ဘူးနော်ဒီဟာလေးဒီနားလေးထည့်မိမိရဲ့စိတ်အစဉ်ဟာဒါလေးထည့်ရမယ်ဒီနားလေးမစားဖြည့်မယ်နော်ဒီနားလေးကိုဖြည့်ရမိမိရဲ့စိတ်အစဉ်မှာစိတ်အစဉ်ဟာဖယားရဲ့တကယ်ကိုအရေးသွေးဖို့အာယုံရောက်မှဝမ်းမြောက်မှုပါမုဇခြေနှံ့နေတဲ့မှုပီတိများဖြစ်လာနိုင်ပြီးဖြစ်လာနိုင်တယ်ဆိုတဲ့စာဖြစ်လာနိုင်ပြီးဘာလို့ရမလဲဖယားဂုဏ်တော်ထဲနိဝင်ရပါမည်ဒါပဲတို့မှသာဗုဒ္ဓနုတ္တိကမ္မထံဖြစ်ပါမည်ရလားရှင်ရလားရပြီနော်ဒါဆိုရင်ပြန်ပြောအောင်ဗုဒ္ဓနုတ္တိပွားများနည်းကိုပြောပါဆိုရင်နံပါတ်1ပါလေအရဟံအစာရှိတဲ့ဂုဏ်တော်ကြီးအနေဒိဗ္ဗေကိုနားလည်ရပါမယ်ဟုတ်ပြီနော်အဲ့တော့နံပါတ်2ကပါလေပို့ပြီးအဓိပ္ပာယ်ထင်ရှားအောင်မိမိတန်တန်နှင့်နှိုင်းရှင်စဉ်းစားရပါမည်အဲ့ဒါဆိုရင်အရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်ဒီပို့ရထင်ရှားပါမယ်နံပါတ်3မိမိရဲ့စိတ်အစဉ်ဟာအဓိပ္ပာယ်ပို့လေထင်ရှားရင်နံပါတ်3မိမိရဲ့စိတ်အစဉ်ဟာဖယားရဲ့တကယ့်ဂုဏ်အရေးသွေးဖို့အာယုံရောက်ပြီးဝမ်းမြောက်မှုပါမုဇခြေနှံ့နေတဲ့မှုပီတိဆိုတာဖြစ်လာပြီးဖယားဂုဏ်တော်ထဲနိဝင်ပါမည်နိဝင်နေဆိုတာဘာလဲတမာတိဖြစ်လာတာနိဝင်နေဆိုတာဧကဂတာဖြစ်သွားတာဟုတ်တယ်လားပါမုဇပီတိအပတ္တိနောက်ဆုံးဒုက္ခအဲ့ဒါကြီးကုန်လာမှာပေါ့နောက်ဆုံးဧကဂတာပေါ့နိဝင်သွားမယ်တဲ့ဒါမှသာလျှင်ဗုဒ္ဓနုတ္တိကမ္မထံဖြစ်ပါမယ်အဲ့ဒီဗုဒ္ဓနုတ္တိကမ္မထံဒီဘာအာယုံပြုမှာလဲပုံတော်ဆိုတဲ့ပညာလားဂုံတော်ဆိုတဲ့ပရမတ်လားမင်းဗုဒ္ဓနုတ္တိကမ္မထံဒီပုံတော်ဟူသောပညာလားဂုံတော်ဟူသောပရမတ်လားဂုံတော်ဟူသောပရမတ်အာယုံအဲ့ဒီဂုံတော်ဒီဟလာတိတ်ဟိုလွယ်ကူသလားနဲ့နေလားနဲ့နေတဲ့အတွက်အပေါ်စာနဲ့တွဲမယ်နော်အဲ့ဒါဒီနဲ့နေတဲ့အတွက်ဒီမှာဖယားဂုံတော်ကအလွန်လေးနဲ့တဲ့
ပြဉ္ညာလားပရမတ်လားပရမတ်အာယုံဖြစ်တဲ့အတွက်ဇံရနိုင်သလားမရနိုင်ဒါကြောင့်ဖယားဂုံတော်ကိုအခြေပြုပြီးတော့ဂုံတော်ထဲမှာနစ်ဝင်တာဒီပါလေတမာတိခုနပြောတဲ့ဟလာဝါမြောင်မှုဟလာပါမုဇ္ဇနဲ့တဲ့မှုပီတိဖြစ်ပြီးတော့မှအဲ့ဒီဂုံတော်တွေကိုနစ်ဝင်နေဆိုတာတမာတိနော်အဲ့ဒီလိုနစ်ဝင်တဲ့တမာတိဒီဇံရနိုင်လားမရနိုင်တဲ့အတွက်ဘာတမာတိလဲဥပစာရတမာတိပါဇံအဆင့်ကိုမရောက်တဲ့တမာတိဖြစ်ပါဆိုအပေါ်အစာနဲ့တွဲလို့အောက်ကစာနဲ့တွဲမရဘူးလားအဲ့ဒါတပုတ်စာဖြစ်မယ် question အနေနဲ့မင်းနိုင်တဲ့အပိုင်းပေါ့တပုတ်ဘာလို့ဆိုယခုခေတ်ဝယ်ဗုဒ္ဓနုဒ္ဓတိပွားများတာဘလို့ပွားနေသလဲဆိုရင်ဘာကိုအာယုံပြုလဲအနဲ့အဓိပ္ပာယ်လဲမသိဂုံတော်ကိုရွတ်တယ်ပြီးရင်ဘာလုပ်လဲလက်ကလည်းပတိဘုံကိုချတယ်ပြီးရင်ပတိလုံးအရေးအတွက်ပေါ်စိတ်ကရောက်နေပြီးဖယားဂုံတော်ပရမတ်ပေါ်မရောက်ဘူးဆိုရင်ဗုဒ္ဓနုဒ္ဓတိဟုပြော၍မရပါဆိုဖြေလို့ရမလားနားလည်ပြီနော်အဲ့ဒါဒီ question type တစ်ခုပါပဲရလားကဲတော်ပြီဒီဘက်ကိုကိုမယ်တမထကျင့်နေတဲ့တမထကျင့်စဉ်ကိုတဲ့စနစ်တကျကျင့်ကျင်နေဆိုရင်တဲ့ကတိုင်းကိုအာယုံပြုရမှာလားတဲ့ကြည့်အောင်ထွက်လေဝင်လေကိုအာယုံပြုရမှာလားတခုခုကိုရွေးချယ်ရတယ်တဲ့တမထပဲဖြစ်ဖြစ်ဝိပဿနာပဲဖြစ်ဖြစ်ကမ္မထံအားထုတ်တော့မယ်ဆိုရင်ပထမဆုံးကိုချင်းတရားဖြူစင်အားသီလစောင့်တည်သင့်တယ်အဲ့ဒါဘာလဲဆိုတာဒါလေးတစ်ချက်ကတော့မှတ်တော့မင်းအနောက်မှာလဲပါတော့မင်းတမထပဲဖြစ်ဖြစ်ခေါင်းစဉ်နဲ့ဝိပဿနာပဲဖြစ်ဖြစ်ကမ္မထံအားထုတ်တော့မယ်ဆိုရင်ဘာလုပ်ရမလဲဆိုရင်ကိုချင်းတရားဖြူစင်အားသီလစောင့်တည်သင့်ပါတယ်တဲ့ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်မှားတယ်ဆိုတော့ကိုချင်းသီလဆိုတာဘာလဲကာယေကံဝစီကံမှာလွန်ကျူးတာတွေမရှိအောင်ထိန်းရမှာအဲ့တော့တမထဘာကိုထိန်းတာလဲမနောကံကိုထိန်းတာမနောကံကိုထိန်းရင်ဘာဖြစ်မလဲစိတ်ရဲ့အညစ်အကြေးတွေဆင်သွားမယ်ဟုတ်လားစိတ်တည်ကြည်လာမယ်ငြိမ်သက်လာမယ်စိတ်တည်ကြည်ငြိမ်သက်ရင်ဘာဖြစ်မလဲဝိပဿနာဆိုတဲ့ထူးခြားသောဉာဏ်အမြင်ဖြစ်မယ်ဒါကြောင့်ဒီနေရာမှာကျင့်စဉ်တွေကျင့်တော်မယ်ဆိုရင်ကာယကံဝစီကံတွေကိုစောင့်ထိန်တာသည်သီလအကျင့်ဒါစင်ကြယ်အောင်သီလကျင့်ရမယ်အဲ့တော့ကာယကံဝစီကံစင်ကြယ်ပြီးရင်မနောကံဆိုတဲ့အဲ့တော့ကာယကံဆိုတာလည်းမတင်ရသေးတဲ့လူတွေမြင်အောင်ပြောရင်ကာယကံဆိုတာကိုယ်နဲ့ပြုလုပ်တဲ့အကျင့်ဝစီကံဆိုတာနှုတ်နဲ့ပြောဆိုတဲ့အကျင့်အဲ့ဒီဟာတွေကိုမကောင်းမှုတွေကိုစောင့်ထိန်တာဆိုရင်ကိုယ်နဲ့လွန်ကျူးတဲ့မကောင်းမှုကဘာလဲသူသက်ချင်းပါဏာတိပါဒသူ့ဥစ္စာခိုးခြင်းအဋိဏဒါနသူ့အရာပြစ်မှားခြင်းကာမေသူမိစ္ဆာစာထဒါတွေကိုရှောင်လိုက်တော့သူသက်ချင်းကရှောင်တယ်သူ့ဥစ္စာခိုးခြင်းကရှောင်တယ်သူ့အရာပြစ်မှားခြင်းကရှောင်ရင်ကာယကံစင်ကြယ်ပြီးအဲ့ဒါကိုဘာလို့သုံးလဲတမ္မာကမ္မန္တဝိရတိရှောင်ကျင်တာအဲ့ဒီလိုရှောင်ကျင်လိုက်တဲ့အတွက်စင်ကြယ်သွားရင်ဟိုးအရှိမပါခဲ့တယ်စိတ်ညစ်ကြေးဖယ်ရှားနေမှာပါခဲ့တဲ့အဲ့ဒါဒီစင်ကြယ်သွားတယ်ကာယကံစင်ကြယ်တာဖြစ်တဲ့အတွက်ဒီအစိမဟိုးဘက်ကဆန်တဲ့စကလုံးသုံးရင်အဲ့ဒါကိုပရိသုဒ္ဓဒီကာယကံလေးကိုပြောတဲ့အတွက်ပရိသုဒ္ဓ
ကာယစင်ကြယ်သွားပြီဖြစ်တဲ့အတွက်ကာယသမ္မာစာရာဟုတ်လားတခါဝစီကံတွေကိုဆိုင်စင်ကြယ်အောင်စောင့်ထိန်မယ်ဆိုရင်ဘာဒီလဲအတမဝမ်းကြောင်းနဲ့မဆိုင်တဲ့အချိန်မှာနှုတ်မှာဖြစ်တတ်တဲ့လိညာပြောခြင်းမူတာဝါဒခုံတက်ခြင်းပိတုနာဝါစာကျမ်းစွာဆေးရခြင်းဖရုတာဝါစာအကျိုးမဲ့အနှစ်ကင်းတဲ့စကားတွေပြောတာကိုတန်ဖတ်ပလာပါအဲ့ဒါတွေကိုရှောင်ကျင်မယ်အသက်မွေးဝမ်းကြောင်းနဲ့မဆိုင်တဲ့အချိန်မှာရှောင်ကျင်တာဖြစ်တဲ့အတွက်အဲ့ဒါကိုတမ္မာဝါစာမက်ခင်လို့သုံးလိုက်မယ်အဲ့ဒါကြောင့်အဲ့ဒီလိုစင်ကြယ်သွားပြီဆိုရင်အဲ့ဒီလိုနှုတ်ကိုစင်ကြယ်ပြီဆိုရင်စင်ကြယ်ခြင်းကပရိသုဒ္ဓနှုတ်ကဝစီဒါကြောင့်ဝစီမှားယွင်းတာတွေမလုပ်တဲ့အတွက်မှန်ကန်ပြီဖြစ်တဲ့အတွက်ဝစီတမစာရာမမီရနော်မမီရနော်အဲ့ဒါစိတ်ညစ်ကြေးဖေရှားနေမှာပါခဲ့တယ်နော်အဲ့ဒီတော့ကာယကဝစီကစေကြမှုဆိုတာရိုးရိုးအချိန်တွေမဟုတ်ပါဘူးအသက်မွေးဝမ်းကြောင်းအချိန်မှလည်းစင်ကြယ်ရပါမယ်လို့သုံးတဲ့အတွက်ဒီမှာအသက်မွေးဝမ်းကြောင်းအချိန်တိုင်းအောင်စင်ကြယ်အောင်ကြိုးစားရင်ပရိသုဒ္ဓအသက်မွေးဝမ်းကြောင်းအချိန်ဖြစ်တဲ့အတွက်အာဇီဝဒါဆိုရင်သီလမဲ့ခင်ပြောရင်တမ္မာအာဇီဝမဲ့ခင်တမ္မာအာဇီဝဝရတိပေါ့ဒါပဲဒါကြောင့်အဲ့ဒီလိုသီလသည်တဲ့ကာယကံဝစီကံမှာအပြစ်မရှိစင်ကြယ်အောင်ထိန်းတဲ့သီလဖြစ်ပါတယ်တဲ့အဲ့ဒီလိုသီလစင်ကြယ်မြင်ဘာလို့မလဲစိတ်အစဉ်မှာဖြစ်တတ်တဲ့မနောကံတွေကိုစင်ကြယ်အောင်ကြိုးစားရပါမယ်တဲ့ရှေ့ဟာနဲ့ပြောချင်လို့မနောကံစင်ကြယ်စေဖို့ဘာလို့ရမလဲဆိုရင်ကျမတို့တမာတိတွေရအောင်ကြိုးစားရမယ်အဲ့ဒီတမာတိရဖို့ဆိုတာတအာယုန်ထဲမှာစူးစိုက်ရမယ်ဒါသည်တမာတိဆိုတာစိတ်တွေတအာယုန်ထဲစူးစိုက်စေမဲ့အကျင့်ကိုဘာလို့သုံးလဲလို့ပြောရင်သမထအကျင့်လို့သုံးတယ်အဲ့ဒီသမထအကျင့်ကိုကြည့်ရင်ပါရမယ်တမာတိရမယ်အဲ့ဒီတမာတိဆိုရင်စိတ်ကတအာယုန်နဲ့စူးစိုက်ပြီးဆိုရင်အဲ့ဒါမနောကံစင်ကြယ်မယ်မဟုတ်ဘူးလားဒါဆိုရင်မနောကံစင်ကြယ်စေဖို့ဘာလို့ရမလဲစိတ်နဲ့ပြင်းမှားတဲ့ဟလာမနောဒုစရိုက်တွေရှောင်ရမှာပေါ့အဲ့ဒါရှောင်တဲ့အခါဘာလဲအဘိဇ္ဇာဗျာပါဒမိစ္ဆာဒိဋ္ဌိတွေရှောင်ရမယ်ဆိုတော့ဒီနေရာမှာအနဘိဇ္ဇာသူများပစ္စည်းမလို့ခြင်းမူဗျာပါဒအသေးမတောင်းတဘူးအဗျာပါဒမှားယွင်းတဲ့အယူအဆမယူတမ္မာဒိဋ္ဌိအဲ့ဒီလိုစင်ကြယ်စေအောင်ကြည့်ရမယ်မဟုတ်ဘူးလားအဲ့ဒီလိုစစွာကိုကြည့်နေအစဉ်သည်ပရိသုဒ္ဓဒီစာလေးနဲ့ဟိုဘက်ကိုစာကိုနှွေးချင်တာနော်အဲ့ဒါဒီပါလေမနောတမ္မာစာရဖြစ်ပါပြီအဲ့ဒီလိုမနောတမ္မာစာရစင်ကြယ်ပြီဆိုရင်စင်ကြယ်စေဖို့အနေနဲ့စိတ်ရဲ့စိတ်တန်တန်မှာဖြစ်နေတဲ့အာကုသိုလ်နိဝရဏတွေကိုငြိမ်သက်အောင်လုပ်တာတမထမဟုတ်ဘူးလားအဲဆိုရင်ဒီနေရာလေးမှာဘာဝင်မယ်အခုတင်တဲ့ခေါင်းစဉ်ဖြစ်တဲ့တမထရဲ့ definition ဝင်လာမှာပေါ့တမထဆိုဒီမှာဘာလဲစိတ်တန်တန်မှာထားကြွနေတဲ့ကာမိစန္ဒစသောစံကျင်ဘက်နိဝရဏများကိုငြိမ်သက်စေတဲ့တမာတိတရားကိုတမထလို့ခေါ်တယ်အဲ့ဒီလိုစိတ်လှုပ်ရှားမှုစိတ်လှုပ်ရှားတယ်ဆရာတော်ကနားလည်အောင်ပြောမယ်စိတ်လှုပ်ရှားတယ်ဆိုတာပါစိတ်တွေရောက်ရက်ခတ်နေတာတနည်းအားဖြင့်စိတ်ဖိစီးမှုဟုတ်လားအဲ့ဒီတရားတွေကိုငြိမ်သက်စေမဲ့
ကျင့်စဉ်တွေကလည်းသမထပါပဲဟုတ်လားအဲ့ဒီကျင့်စဉ်တွေဆိုအဲ့ကျင့်စဉ်တွေပါလေသမထကမ္မထံ40ပေါ့အဲ့ဒီ40နဲ့ရအပ်သောတမာတိစွမ်းအားများသည်လေသမထပါပဲအဲ့ဒီတမာတိစွမ်းဘာတွေလဲဥပ္ပစာရတမာတိအပနာတမာတိအဲ့ဒီကျင့်စဉ်ရောတမာတိရောနှစ်မျိုးစလုံးသည်သမထပဲဆိုပြီးတော့ဟိုးရှေ့မှာသမထရဲ့ definition ၄ခုသင်ခဲ့တယ်ဟုတ်လားအဲ့ဒီဟာလေးတွေပြတ်မှတ်မိရမယ်ဒါကြောင့်သမထသည်ကျင့်သမထဆိုတာဘာရစေရမလဲဆိုရင်တမာတိရစေရမယ်ဟုတ်ပြီနော်အဲ့တော့တမာတိရစေဖို့ဘယ်အစဉ်ဆိုစင်ကြယ်မလဲဆိုရင်စိတ်တန်တန်ဝဲနိဝရဏကိလေသာအညစ်အကြေးတွေစင်ကြယ်စေမဲ့ဥပ္ပစာရတမာတိအပနာတမာတိရမှုသည်စိတ်တဝိတုဒ္ဓိဖြစ်၏ဆိုတာဒါလေးယူသွားတာဟုတ်ပြီနော်ဒါဆိုရင်သီလစင်ကြယ်မှသာခုပြောနေတာဘာရမလဲသမထဆိုတဲ့တမာတိကိုကျင့်နိုင်တယ်ကိုချင်းသီလမဖြူစင်ရင်ဒီဟာမဖြစ်နိုင်ဘူးဒီခေါင်းစဉ်လေးယူထားတာဒါကြောင့်သမထပဲဖြစ်ဖြစ်ဝိပဿနာပဲဖြစ်ဖြစ်ကမ္မထံအာထုတ်တော့မယ်ဆိုရင်ပထမဆုံးကိုချင်းတရားဖြူစင်အောင်သီလစောင့်တည်သင့်တယ်အဲ့ဒီသီလဖြစ်ဖို့ဘာလို့အပ်လဲသီလရဲ့မေ့သွားမှဆိုလို့ရှိအောင်နှွှင်းသီလရဲ့နီးစွာသောအကြောင်းမှာဘာတွေပါလိမ့်ဟိုဘက်တတ်ဒီဘက်တတ်မလို့နဲ့အခုဒီမှာ one question လာမှာနော် question တစ်ပုတ်ထဲပဲလာမှာနော်တစ်ခုတည်းပဲလာမှာနော်3 နာရီဖြေရမှာမဟုတ်ဘူးလားတရက်ထဲလေဒါဆိုရင်ဟိုဘက်စာဒီဘက်စာဆိုပြီးမလုံနဲ့ဒီဟာအကုန်လုံးကွင်းဆက်ကြီးပဲဒါဆိုရင်သီလရဲ့နီးစွာသောအကြောင်းသည်ဘာပါလိမ့်ဟီရီနှင့်ဩတ္တပဖြစ်ပါသည်ဟုတ်လားလို့ဟီရီဆိုဒီမှာဆက်စုပ်တယ်ဟုတ်လားဆက်စုပ်တယ်ရှက်တဲ့သဘောဥတ္တပဆိုတာကြောက်တဲ့သဘောဟီရီကိုဆက်စုပ်တယ်ယွန်ရှာရာသည်မစင်ဥပမာနဲ့ပေးလိုက်မယ်ကြောက်ရွံ့နာကိုရဲရဲညှိနေတဲ့တန်တုတ်တစ်ဖက်ဟိုဘက်ကမစင်လူးနေတဲ့ဟာထုတ်ပြီးနော်ဒါဆိုရင်သီလရဲ့နီးစွာသောအကြောင်းသည်ဟီရီဥတ္တပဒါဆိုရင်သီလအစဉ်ရောက်လာစိတ်စင်ကြယ်မိစိတ်ကြည်လေးဆောင်တရား8ခုမဟုတ်ဘူးလားစိတ်ကြည်လေးစေရမယ်အကြောင်း8ချက်လေမလားဟုတ်လားလို့စိတ်ညစ်ကြေးတွေဖယ်ရှားနေတင်ခဲ့တယ်မဟုတ်ဘူးလားစိတ်ကြည်လေးစေတာဒီဘယ်နှချက်လဲ8ချက်လေဟုတ်လားနံပါတ်1ကဘာလဲသီလရဲ့နေစွာသောအကြောင်းဖြစ်တဲ့ဟီရိဥတ္တပရှိရမယ်ပြီးရင်သီလဆိုတဲ့အတွက်ကာယကံနေစင်ဖြူအောင်လုပ်မယ်ပရိသုဒ္ဓကာယဓမ္မစာရနံပါတ်2နံပါတ်3ပရိသုဒ္ဓဝစီဓမ္မစာရရိုးရိုးမဟုတ်ဘူးအတ္တမဝန်းကြောင့်ပရိသုဒ္ဓအာဇီဝဟုတ်လားဆိုဘယ်နဲ့ချက်ရှိသွားပြီလဲဒီမှာကျမတို့ဟိုဘက်နဲ့ဟာတွေတွဲရင်နံပါတ်1ဟီရိဥတ္တပနံပါတ်2ပရိသုဒ္ဓကာယဓမ္မစာရနံပါတ်3ပရိသုဒ္ဓဝစီဓမ္မစာရနံပါတ်4ပရိသုဒ္ဓဇီဝဟုတ်လားလို့ပြီးရင်စိတ်စင်ကြယ်စေဖို့မလားစိတ်ကြည်လင်စေဖို့အချက်တွေဆွဲကြနံပါတ်5ပရိသုဒ္ဓမနောတမစာရအဘိဇ္ဇာပြဘာဒမိစ္ဆာဒိဋ္ဌိနေရာမှာအနဘိစ္ဆာအပြဘာဒတမ္မာဒိဋ္ဌိဟုတ်လားလို့ဟုတ်လားပြီးရင်နံပါတ်6ဆိုတော့ကျမတို့မှတ်မိတယ်မှတ်လားဒီဟာဒီစိတ်စင်ကြယ်စေဖို့ဆိုတဲ့နေရာမှာစိတ်ရဲ့မနောကံမှာလာသည်မြအာယုန်တွေမလာအောင်ဆိုတော့ဓွာရ6ပါးပေါ်မှာအာယုန်6ပါးလာတဲ့အချိန်မှာတတိနဲ့ထိန်းနာကိုဘလို့ခေါ်ခဲ့လဲအိန္ဒရိယေတုဂௌတဓွာရဟုတ်ဘူးလားဟုတ်လားလည်းမသိဟုတ်တယ်နော်ပြီးရင်ဘာလာအောင်မှလဲနံပါတ်နဲ့9ကဘာလာမလဲ
အစာဟာရတွေပေါ်မှာအတိုင်းရှိသိတာပါလားမပါဘူးလားပါရဲဆိုရင်ဘာခေါ်လဲကျမဒါတွေဟိုဘက်ကိုနှွေးနဲ့တတိယလို့ပြောတာပါဘာလို့ခေါ်လဲဘောစနေမတင်ညူတာပြီးရင်အဲ့ဒီလိုတမာရီတွေကျင့်ဖို့ဆိုရင်နိုးနိုးကြားကြားနဲ့ကြိုးစားရမှာမဟုတ်ဘူးလားနိုးကြားသောတတိတမာရီမဲ့ခင်သုံးပါးတမဝါယာမဝရိယတမာတတိပြီးတော့မှတမာရီဖြစ်မယ်ဆိုဝိရိယနဲ့တတိကိုနှစ်ခုပြောရမှာမဟုတ်ဘူးလားနိုးနိုးကြားကြားနဲ့ကြိုးစားရပါမယ်ဆိုရင်နိုးနိုးကြားကြားနဲ့ကြိုးစားရမယ်ဆိုရင်အဲ့ဒါဘာလဲစာလေးလေပါလေစာဂရိယာနုယောဂမဟုတ်ဘူးလားဟုတ်လားလည်းမသိပါဘူးဟုတ်လားမှန်တယ်နော်အဲ့ဒါလေးရှိရမယ်ဆိုရှစ်ချက်မဟုတ်ဘူးလားအဲ့ဒါလေးဒီစိတ်ကြည်လင်စေမဲ့အကြောင်းဒါဆိုရင်အဲ့တော့တမထဆိုတဲ့ဟာလေဘာရမှလဲဆိုရင်စိတ်ကြည်လင်နေဆိုတာတအာယုံထဲမှာနစ်ဝင်သွားရမှာလေတအာယုံထဲမှာနစ်ဝင်မယ်ငြိမ်သက်ရမယ်ဆိုရင်တမထရဲ့ definition ကစိတ်တန်တန်မှာဖြစ်နေတတ်တဲ့နိဝရဏဆိုတဲ့စန့်ကျင်ဘက်အညစ်အကြေးတွေကိုငြိမ်သက်စေမယ်ဟုတ်တယ်နော်ပြီးရင်ဘာလုပ်ရမှာလဲခုနပြောတဲ့တမထဆိုသည်မှာအဲ့ဒီလိုငြိမ်သက်စေတယ်ဆရာတော်ကတော့စိတ်လှုပ်ရှားတယ်နော်စိတ်မတည်ငြိမ်နဲ့ရောက်ရခတ်တယ်နော်နောက်ပြီးစိတ်ဖိစီးတယ်အကုန်လုံးသုံးတာတကယ်တမ်းပြောရင်လှုပ်ရှားနေတယ်ပြန့်လွင်နေတဲ့ဥဒိစ္စတို့ကုတ်စာတနည်းအားဖြင့်နိဝရဏ၅ခုကိုပြောနေတာမဟုတ်ဘူးလားဒါကြောင့်စိတ်လှုပ်ရှားတယ်လောဘကြောင့်လည်းလှုပ်ရှားတယ်ဒေါသကြောင့်လည်းမတည်မငြိမ်ဖြစ်တဲ့ဖိစီးတာတွေဆရာတော်မြန်မာလိုပြောနေတာဒါကြောင့်ကျမတို့ကလိုက်ကျက်နေတယ်စိတ်လှုပ်ရှားမှုစိတ်မငြိမ်သက်မှုစိတ်ဖိစီးမှုဟုတ်လားစိတ်ရောက်ရခတ်မှုဥဒိစ္စတွေပြောနေတာလေဆိုတဲ့အဲ့ဒီတရားတွေကိုငြိမ်သက်စေတဲ့ကျင့်စဉ်ဆိုအဲ့တိုင်းလိုက်မကျက်နဲ့အဲ့ဒါလေးကိုအဓိပ္ပာယ်သိဆရာတော်ပြောနေတာမြန်မာအဓိပ္ပာယ်နဲ့ပြောနေအတင်းနည်းအားဖြင့်ကာမိစန္ဒစာသောအဲ့ငြိမ်သက်မှုတမာတိရဲ့စန့်ကျင်ဘက်နိဝရဏတရား၅ပါးအဲ့ဒီကျင့်စဉ်တွေဆိုတာကမ္မထံအဲ့ဒါဒီလေတမထအဲ့ဒီကမ္မထံကျင့်စဉ်နေနဲ့ရတဲ့တမာတိဒီလေတမထဆိုတော့အဲ့တမာတိကဘာလဲဥပ္ပစာရတမာတိအပ္ပနာတမာတိအဲ့ဒီလိုဖြစ်လာရင်စိတ်ဒီတအာယုန်ထဲမှာငြိမ်သက်တည်ကြည်သွားရင်နဲ့ဘာဖြစ်ပြီလဲအဲ့ဒီလိုတည်ကြည်မှုကိုအရင်ပြုပြီးတော့ထူးခြားတဲ့ဉာဏ်အမြင်တွေဖြစ်လာပါမယ်တဲ့ဆိုရင်ထူးခြားတဲ့ဉာဏ်အမြင်ဖြစ်စေတာဒီဝိအထုပတ္တနာမဟုတ်ဘူးလားအဲ့တော့ထူးခြားတဲ့ဉာဏ်အမြင်မှာဝိကအထုပတ္တနာဆိုတာရှုမြင်တယ်ဒါဆိုရင်ထူးခြားတဲ့ဉာဏ်မြင်ဆိုတာဘာလဲမြင်နေကြတဲ့ထူးထွေကမြင်မှုသည်ဝိပဿနာမြည်တယ်လို့ကြက်ထားတယ်မဟုတ်ဘူးလားမြင်နေကြကဘလို့မြင်လဲဟာဒီခန္ဓာကိုယ်ကြီးကိုငါမိန်းမယောက်ျားပုဂ္ဂိုလ်တ attva အမြင်နဲ့မမြင်ဘူးလားအဲ့ဒီတော့မြင်နေကြတဲ့ထူးထွေကမြင်ဟောဒီငါလို့ထင်တဲ့ခန္ဓာကိုယ်ကြီးကိုစိုက်ကြည့်ရင်ဘာပဲရှိလဲရုပ်တရားနဲ့နာမ်တရားပဲရှိတယ်လို့မြင်လာမယ်အဲ့ဒီလိုမြင်နေကြဖြစ်လာရင်ရုပ်နဲ့နာမ်ပိုင်းခြားသိတဲ့အဆင့်သည်နာမရူပပရိစ္ဆေဒဉာဏ်ဟုတ်လားအဲ့ဒီမြင်နေကြမြင်ဖြစ်လာပြီးအဲ့ဒီရုပ်နဲ့ဒီဘာကြောင့်ဖြစ်တယ်လဲအကြောင်းကိုစင်ကျင်တော့ရုပ်နဲ့တို့ရဲ့ဖြစ်ရခြင်းအကြောင်းပိုင်းခြားသိတော့ပစ္စယပရိက္ခဉာဏ်အဲ့ဒီဉာဏ်တစ်ခုကိုအခြေခံပြီးတော့မှဘလို့မြင်မလဲအရင်တော့ကငါလို့ထင်တဲ့အဲ့ဒီဟာဒီဟိုတော့ကလည်းငါပဲအခုလည်းငါပဲမြဲတယ်လို့ထင်ထားတယ်ဒီယုတ်ဒီနံဒီခန္ဓာကြီးကိုဘာထင်လဲ
ချမ်းသာတယ်လို့ထင်ထားတယ်ပိုင်တယ်လို့ထင်တာနေပြီးတော့အဲ့ဒီလိုမမြဲစင်ရဲ့အစိုးမရဆိုတဲ့ဉာဏ်လေးဖြစ်လာပြီအဲ့ဒါဝိပဿနာဉာဏ်အဲ့ဒီမှာဆရာတို့ဆက်ဟောမှာအဲ့ဒီလိုအနေဆဒုက္ခအနတ္တလို့သုံးသက်တဲ့ဉာဏ်လေးကိုတမ္မတနာဉာဏ်ဖြစ်ပျက်ကိုမြင်ရင်ဥရယဘယဉာဏ်အပြက်တွေမြင်လာရင်ဘင်္ဂဉာဏ်အပြက်လို့မြင်လို့ကြောက်လာတော့ဘယဉာဏ်အစရှိသည်ဖြစ်ဝိပဿနာဉာဏ်နေရမလားအကြောင်းနံပါတ်1ကဘာလဲလို့ပြောရင်အဲ့ဒီမှာဝိပဿနာဉာဏ်လေးဖြစ်လာဖို့တဲ့နံပါတ်1ကဘာလေးဖြစ်မလဲဆိုရင်နာနဲ့ရုပ်ကိုပိုင်းခြားသိခြင်းဆိုတဲ့နာမရူပပရိစ္ဆေဒဉာဏ်ဉာဏ်နံပါတ်2ကယုတ်နံတို့ရဲ့အကြောင်းကိုပိုင်းခြားအဲ့ဒီနာယုတ်တို့ရဲ့ဖြစ်ရခြင်းအကြောင်းကိုပိုင်းခြားသိတာဒီအကြောင်းကိုပါဠိလိုပစ္စယပိုင်းခြားသိတာဒီပရိက္ခဟာအဲ့ဒါလေဘာပဲလေဉာဏ်ပါပဲအဲ့ဒါဒီဝိပဿနာဉာဏ်ရဲ့အခြေခံဉာဏ်နှစ်ပါးပါတဲ့ဟုတ်လားအဲ့ဒီအခြေခံဉာဏ်နှစ်ပါးပြီးတော့မှဘာဉာဏ်နေလာမလဲဆိုရင်နံပါတ်မှာ3ဘာဉာဏ်နေလာမလဲဆိုရင်ဝိပဿနာဉာဏ်ဒီလာပါလိမ့်မယ်ဝိပဿနာဉာဏ်စဉ်ဘယ်နှပါလဲ10ပါဝင်သွားလိမ့်မယ်အဲ့ဒီဉာဏ်စဉ်10ပါပြီးတဲ့အခါဘာဉာဏ်လာမလဲဆိုနံပါတ်4အရာမဲ့ဉာဏ်လာပါလိမ့်မယ်ဟုတ်လားမဲ့ဉာဏ်လာမယ်အဲ့ဒီမဲ့ဉာဏ်ပြီးရင်ဘာဉာဏ်လာမလဲဖိုလ်ဉာဏ်လာမယ်အဲ့ဒီလိုဉာဏ်นี่အစဉ်စဉ်ဖြစ်တဲ့အတွက်တဲ့ဝိပဿနာဉာဏ်ကိုရှုရင်ပါရမယ်ပညာဒါရမယ်เนาะဒါလေးကိုဓမ္မမေရွှေမြန်သိရမယ်ဉာဏ်ပညာရလိမ့်မယ်တဲ့ဒါကြောင့်တမထသည်ဘာရမှာလဲတမာတိကိုရစေမယ်ဝိပဿနာဆိုတာဘာကိုရမလဲပညာရစေမယ်တဲ့နှစ်ခုစလုံးအဲ့ဒီပညာကိုပြောပါဆိုရင်ဉာဏ်နေသည်နာမြင်နေကြတဲ့ထူးရမြင်နေကြအောင်နာနဲ့ရုပ်ကိုပိုင်းခြားသိတယ်အကြောင်းကိုသိမယ်ဝိပဿနာဉာဏ်စဉ်နဲ့အစစ်စစ်နဲ့နောက်ဆုံးမဲ့ဉာဏ်ရပြီဆိုရင်တတန်တရားလုံးမှမဲ့နဲ့မပေးသေးတွေကိဝတ်နေမဲ့အနုတရာကိလေသာကိုအမြင့်ပြတ်ဖယ်နိုင်မယ်ပြီးမဲ့ဆိုတာကိလေသာကိုအမြင့်ပြတ်ဖယ်နိုင်တယ်ဖိုဆိုတာကိလေသာကိုငြိမ်းအေးစေတဲ့အဲ့ဒီမဲ့ဖို့တို့သည်ဘာကိုအာယုံပြုလဲကိလေသာကုန်ခန်းရာနိဗ္ဗာန်ကိုအာယုံပြုတယ်ဆိုရင်နဲ့ဝိပဿနာဆိုတာဘာရဖို့လဲပညာဉာဏ်ရတဲ့နေရာမှာသူ့ရဲ့လမ်းဆုံးကိုပြောပါဆိုရင်မဲ့ဖို့နိဗ္ဗာန်ဖြစ်ပါတယ်ဒါပဲဒါဆိုရင်တမထယောဝိပဿနာယောသည်တဲ့ဘာလို့အပ်လဲဆိုရင်ကြည့်မယ်ဆိုရင်ဒီကောင်းစဉ်ပြန်ဝင်ပါမယ်တီလဖြူစင်ဖို့အရေးကြီးပါတယ်ဒီဟာလေးကိုຫນွယ်ပြောတဲ့အတွက်သမထပဲဖြစ်ဖြစ်ဝိပဿနာပဲဖြစ်ဖြစ်ကမ္မထံအားထုတ်တော့မယ်ဆိုရင်နံပါတ်1ပထမဆုံးကိုကျင့်တရားဖြူစင်အားတီလစောက်တည်သင်ပါတယ်ရှင်းလားအဲ့ဒီလိုကိုကျင့်တရားမဖြူစင်တဲ့တီလမရှိတဲ့ပုဂ္ဂိုလ်မှာဘာဖြစ်လဲသူကကိုကျင့်တရားမရှိဘူးတီလဆိုကာယကံဝစီကံနေမစင်နဲ့ဘာကြောင့်လဲ
စိတ်ကိုဆိုရကြမနောကံတမထကိုပြောချင်တာစိတ်ကိုကမ္မထံအာယုန်တဲ့ထားဖို့ကြိုးစားတာနဲ့တပြိုင်နဲ့အတိတ်ကပုံရိပ်အာယုပုံရိပ်ဆိုတာကာယကဝစီကနေလွန်ကျူးထားတဲ့ပုံရိပ်အနှောက်အယှက်တွေဝင်လာတတ်ပါတယ်ဟုတ်ပြီနော်ဒါသီလမရှိလျင်ဒါဆိုရင်ဘာလုပ်ရမလဲဒါကြောင့်ကိုချင်းသီလကိုစောင့်တည်ပြီးအဲ့ဒီလိုကိုချင်းသီလကိုစောင့်တည်ပြီးတော့မှစောင့်တည်ပြီးတဲ့ကိုချင်းသီလကိုစင်ကျင်ပြီးဒါသီလစင်ကြယ်တာကိုပြောရင်စောင့်တည်ပြီးကိုသီလကိုစင်ကျင်ပြီးရင်ဘာဖြစ်မလဲဝမ်းမြောက်တယ်ဆိုရင်ခုနပြောတဲ့ပါမောက္ခစိတ်ကြည်နူးမှုတွေကိုဖြစ်စေရပါမယ်တဲ့အဲ့ဒါလေးဝင်လာပြီးဒါကြောင့်သီလအဓိပတိတာရဒါပါဠိကိုမမှတ်မိရင်နေဘာလို့စေလဲသီလဆိုတာဒီနေရာလေးကိုပြောထားပါသီလဆိုတာဒါစိတ်မနောကံဒါကြောင့်ဒါကိုသီလဝိသုဒ္ဓိဒါစိတ်တန်တန်ဖြစ်တဲ့အတွက်ကြောင့်ဒါကိုကျမတို့မနောကံဆိုတာစိတ်ပေါ့ဒါစိတ်တဝိသုဒ္ဓိဒါကိုကြည့်ရင်ကိုချင်းသီလကိုစောင့်တည်ပြီးကိုချင်းသီလကိုစင်ကျင်ပြီးဝမ်းမြောက်မှုဟောဒီလို sorry ဒါလေးကိုဆိုချင်တာဝမ်းမြောက်မှုစိတ်ကြည်နူးမှုကိုဖြစ်စေရမယ်ဒါကြောင့်သီလဆိုတာတဲ့ခုနပြောတဲ့စိတ်နော်စိတ်နှလုံးရှင်ကြည်မှုကိုဖြစ်စေရန်အတွက်ဖြစ်ပါတယ်အဲ့ဒီလိုစိတ်နှလုံးရှင်ကြည်မှဝမ်းမြောက်မှုပါမုစဝမ်းမြောက်မှုဖြစ်မှနှစ်သက်မှုပီတိဖြစ်မှကိုယ်စိတ်ချမ်းငြိမ်းချမ်းမှုပတ္တိဖြစ်မှဒုက္ခကိုချမ်းသာစိတ်ချမ်းသာဒုက္ခဖြစ်မှစိတ်တည်ငြိမ်မှုတမာတိဖြစ်စေတဲ့သီလသည်စင်ကြယ်မှုသည်မိသည့်အကျိုးတိုင်ဖြစ်သည်နည်းလို့ဟရိမှာ question ဖြစ်နိုင်ပါတယ်အကြောင်းသီလဖြစ်ရင်သီလစင်ကြယ်ရင်ဒီဘက်ကိုသွားမယ်စိတ်ရှင်ကြည်မှုဖြစ်တယ်ဒါကြောင့်သီလသည်သီလစင်ကြယ်ရင်ဒါလေးကိုယူလို့ရတယ်နော်သီလစင်ကြယ်ရင်စိတ်ဆိုတဲ့တမာတိအတွက်သီလသည်စင်ကြယ်ရင်ဒီနေရာမှာကျမတို့ယူရင်စိတ်နှလုံးရှင်ကြည်တယ်ဒါကြောင့်စိတ်နှလုံးရှင်ကြည်တယ်ဒါကြောင့်စိတ်ကိုပါဠိလိုနှလုံးလို့လည်းတင်စားပြောလို့ရှိတယ်ဘာလဲဆိုရင်စိတ်ဆိုတာဘယ်ပေါ်မှာမူတည်လဲဟာတရားဝတ္ထုပေါ်မူတည်တယ်ဟုတ်လားဒါလေးကြောင့်စိတ်နှလုံးရှင်ကြည်ခြင်းအဲ့တော့စိတ်နှလုံးရှင်ကြည်တယ်အဲ့တော့စိတ်နှလုံးရှင်ကြည်ရင်ဘာဖြစ်လဲဒီဘက်ကိုရှုမယ်နော်ဒီဘက်ကနေနော်စိတ်နှလုံးဒါနံပါတ်1သီလစင်ကြယ်ခြင်းစင်ကြယ်တဲ့ဖြူစင်တဲ့အတူတူပဲပေါ့ဒါစားလို့ပြောရင်တော့ဝိသုဒ္ဓိပေါ့ဒါဆိုရင်နံပါတ်1ကစိတ်နှလုံးရှင်ကြည်တယ်အဲ့တော့ဒီဟာလေးကိုယူရင်အဲ့တော့ဒီနေရာလေးကနေစိတ်နှလုံးရှင်ကြည်တယ်အဲ့တော့စိတ်နှလုံးရှင်ကြည်ရင်ဝမ်းမြောက်မှုပါမောက္ခဆိုရင်ဒါကနံပါတ်1ဒီရပဲနံပါတ်1ပေါ့နော်ဒါကနံပါတ်1ပြီးရင်စိတ်နှလုံးရှင်ကြည်ရေနံပါတ်2ဝမ်းမြောက်မှုပါမောက္ခဝမ်းမြောက်မှုပါမောက္ခဖြစ်နိုင်တယ်ဒါဆိုရင်ဒီဟာလေးသည်စိတ်နှလုံးရှင်ကြည်တယ်အဲ့တော့စိတ်နှလုံးရှင်ကြည်တယ်နံပါတ်2ကပါမောက္ခဆိုတဲ့ဝမ်းမြောက်မှုနံပါတ်3ဒီနေရာမှာနှစ်သက်ကြည်နူးမှုပီတိနော်ပီတိဖြစ်မှဒါနံပါတ်နံပါတ်1ပြီးရင်နံပါတ်2နော်ပြီးရင်နံပါတ်3
ကြည်နူးမှုပီတိနံပါတ်4ပီတိဖြစ်မှဘာဖြစ်မလဲဆိုရင်ကိုယ်စိတ်အဲ့ဒါမြားလေးတွေနဲ့ယူသွားပတ္တိပတ္တိနံပါတ်5ပတ္တိဖြစ်ရင်ဘာဖြစ်မလဲဆိုရင်ချမ်းသာမှုဒုက္ခချမ်းသာမှုဒုက္ခဖြစ်ရင်နံပါတ်6ဘာဖြစ်လဲဆိုရင်ခုနပြောတဲ့သီလဖြူစင်မှုကြောင့်ဘာဖြစ်လဲစိတ်တည်ကြည်ငြိမ်သက်မှုတမာတိဒီနေရာကိုပြောသွားတာဒါသီလဖြူစင်ရင်ဟောဒီတမာတိကိုရစေနိုင်တယ်အဲ့ဒါနံပါတ်ဘယ်လောက်လဲဆိုရင်နံပါတ်6ကြာမှသီလရဲ့အကျိုးအနေနဲ့ဒါ6ဒါဆိုရင်နံပါတ်1သီလဖြူစင်ရင်ဘာဖြစ်တယ်လဲစိတ်နှလုံးရှင်ကြည်တယ်ရှင်ကြည်ပြီးရင်ဝမ်းမြောက်မှုပါမုစနှစ်သက်ကြည်နူးမှုပီတိနံပါတ်3ချမ်းသာမှုကိုယ်စိတ်ငြိမ်းချမ်းမှုပတ္တိဖြစ်ရင်ဒုက္ခကိုယ်စိတ်ချမ်းသာမှုဒုက္ခပြီးရင်နံပါတ်6စိတ်တည်ကြည်မှုတမာတိအဲ့ဒီလိုတမာတိဖြစ်ရင်နဲ့ဘာလာတော့မလဲရုပ်ဒေနံဒေကိုအမှန်အတိုင်းသိမြင်မှုဆိုတော့ဟာဒီစိတ်တည်ကြည်တဲ့အတွက်ဒါသည်နံပါတ်9အနေနဲ့ထည့်တော့မယ်အဲ့ဒီလိုအမှန်အတိုင်းသိမြင်တယ်ဆိုတဲ့ဘာလာမလဲယထာဘူတညာနာဒသနာဆိုသောယုံ nant ဒီဘောကိုအမှန်အတိုင်းသိမြင်သောပညာဖြစ်နိုင်တာဝိပဿနာဘက်ကိုကူးသွားတာဒါလေးပဲเนาะယုတ်တေနံတွေကိုအမှန်တိုင်းသိတဲ့ဉာဏ်ဆိုတာခုနပြောတဲ့နေရာမှာသီလသမာဓိပညာနေရာလေးကိုဆိုလိုခြင်းဖြစ်တယ်ဒါအမှန်တိုင်းသိမြင်တဲ့ပညာဆိုရင်နာမရူပပရိစ္ဆေဒဉာဏ်စသည်ဖြင့်အစဉ်စဉ်ကူးသွားပါမယ်ဒါကြောင့်သီလသည်ပြန်စစ်ရင်သမထပဲဖြစ်ဖြစ်ဝိပဿနာပဲဖြစ်ဖြစ်ကမ္မထံအထုတ်တော့မယ်ဆိုရင်ကိုချင်းတရားဖြူစင်အောင်သီလစောင့်တည်သင်ပါတယ်ဆိုပြီးတော့ဒီနေရာလေးသည် one question type အနေနဲ့တစ်ခုမေးနိုင်တော့နေရာလေးဖြစ်ပါတယ်ဟုတ်ပြီနော်သဘောပေါက်သလားသီလဖြူစင်ခြင်းရဲ့ရနိုင်တဲ့အစစ်စစ် definition တွေပါသီလဖြူစင်ရင်စောင့်တည်ထားတဲ့ဖြူစင်မှုကိုဝမ်းမြောက်ပြီးတော့ဝမ်းမြောက်မှုဖြစ်နိုင်ပါတယ်ရွှေစိတ်ရှင်ကြည်မှုအဲ့ဒီလိုရှင်ကြည်မှဝမ်းမြောက်မှုဖြစ်နိုင်တဲ့ဝမ်းမြောက်မှုကနေပြီးတော့ပီတိကနေပြီးတော့ချမ်းသာမှုငြိမ်းအေးမှုပတ္တိအဲဆိုရင်ချမ်းသာမှုဆိုတဲ့ဒုက္ခပြီးဧကဂရလွယ်လွယ်လေးပီတိဒုက္ခဧကဂရမှတ်မိတာဇန်အင်္ဂါလေးဟုတ်လားဝိတက်တွေဝိစာရတွေထဲ့မပြောနဲ့အဘိဓမ္မာကိုပြောခြင်းသီလစောင့်တည်စင်ကြယ်တဲ့ကာယကံစင်ကြယ်မှုဝမ်းမြောက်ဘာဖြစ်လဲဆိုအရင်ဆုံးစိတ်နှလုံးရွှင်ကြည်တယ်စိတ်နှလုံးရွှင်ကြည်ပြီးရင်ဘာဖြစ်လဲဆိုရင်ဝမ်းမြောက်တာကိုပါဠိလိုပါမောစဝမ်းမြောက်ပြီးရင်နှစ်သက်ကြည်နူးတယ်ပီတိကနေဘာဖြစ်မလဲပတ္တိကိုအဲ့စိတ်ဒီနေရာလေးမှာပီတိပြီးရင်ဒီနေရာမှာပတ္တိအဲ့ဒါဝိသုဒ္ဓိမဲ့ကြသင်ရလိမ့်မယ်ပီတိပြီးဒုက္ခမလားပီတိနဲ့ဒုက္ခကြားမှာကိုယ်စိတ်ငြိမ်းမှုပတ္တိရှိတယ်အဲ့တော့ဒုက္ခပြီးရင်ဘာလာလဲဧကဂတာအဲ့ဒါဆိုရင်စိတ်တည်ငြိမ်တယ်တည်ငြိမ်နေတဲ့စိတ်ဖြစ်တော်မှဟာလာလှုပ်ရှားနေတဲ့ရေဆိုရင်အနေနဲ့တွေထနေမယ်အဲ့ဒါလေးကိုငြိမ်အောင်ထားလိုက်ရင်အနေနဲ့တွေထိုင်သွားပြီဆိုရင်အဲ့ဒီရေအောက်ထဲမှာရေကကြည်လင်သွားပြီငြိမ်သက်သွားပြီဆိုရင်ရေအောက်ထဲမှာဘာအသက်ရှိဘာအရာတက်မဲ့အရာဝတ္ထုတွေရှိတယ်ဆိုတာလဲမြင်နိုင်တယ်ရေအနက်ဘလောက်တွေလဲသိနိုင်တယ်လို့ပဲလှုပ်ရှားနေတဲ့စိတ်စေလေးငြိမ်သက်သွားအောင်လုပ်တာသမထဘယ်အစစ်ဆိုရင်ငြိမ်အောင်လုပ်တာသမထငြိမ်သွားတာကတမာတိအဲ့ဒီလိုငြိမ်သွားရင်အမှန်တိုင်းမြင်တယ်ဆိုတော့ယထာဘုဒ္ဓညာဏတတနာဟူသောပညာစရတယ်ဒါကြောင့်သီလတမာတိပညာဒါကြောင့်သီလဖြင့်စေအောင်ဖြူစင်မှုသည်စိတ်တည်ကြည်မှုဆိုတဲ့တမထအတွက်ရောအမှန်တိုင်းမြင်နေဆိုတော့ဝိပဿနာအတွက်ရော
ကိုချင်းတရားကိုဖြူစင်အောင်စောက်တည်သင်ပါတယ်ဒီနေ့ question တစ်ခုပေးသွားပြီနားလေတယ်နော်အဲ့တော့နေ့ဖန်ကြားမှာကျွန်တော်တို့စက်ကြရအောင်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နဲ့ဖြန်ကျမ်းမှန်ချမ်းသာကြပါစေသက်ရှိကျမ်းမှန်စွာဖြင့်သူတော်ကောင်းတရားများစတဲ့တဘူပွားတူအားထုတ်ကျင့်ကြံနိုင်ကြပါစေဒီစိတ်တွေပါတယ်ဆရာမကြီးသက်ရှိချမ်းသာစိတ်ချမ်းသာ၍သာသနာကျိုးမိမိကျိုးကိုစတဲ့တဘူတက်ဖို့ရဆောင်နိုင်ပါစေဤတွင်ရုပ်တံလွင်ခြင်းကိုရပ်ပါမည်တရား၌ဝိပြော်၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြလျက်လောကုတ္တရာ၌အောင်ကြပါစေမဖို့နိဗ္ဗာန်ကိုဒုက္ခပฏิပဒါချမ်းသာသောအကျင့်ခိဗ္ဗပညာလင်းမြန်သောအသည့်ဖြင့်ရောက်ရှိကြပါစေငြိမ်းချမ်းကြပါစေဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတရား၌ဝိပြော်ကြမယ်ဝိပြဓမ္မတွေ့မယ် See you in the class. Thanks for everything.